ရောဝဲကိုကြွားရောက်ချင်းမင်းနဲ့သံဃာတော်ရှင်မြတ်အလုံးကိုတပည့်တော်လူသေးစွာပြခုကြောပါလေတပည့်တော်ကကျမ်းမာရေးကြောင့်ရိုးကြောစစ်ယောဂရှိတဲ့အတွက်အစစ်တွေအလုံးမတန်ပါဘူးလူကောင်းညပူပြီးတော့သွားလို့လာလို့ခက်ခဲပါလေတော့မို့ဒီလိုစကားပြောစင်နဲ့ကြာရပ်ပြီးတော့မပြောနိုင်ပါဘူးတော့မို့လို့ဆရာတော်များခုလိုထိုင်ပြီးတော့ပြောရတာပြလို့ပါလို့ဒီလာနာမို့လို့တောင်းမှန်ပါလေဒီလားရှင်ဆရာလေးဆရာကြီးတို့ကလည်းအောက်မှာထိုင်နေရတာပြလို့ပါလို့တောင်းမှန်ပါလေသူတို့မှာ7 ပါးသီလ10 ပါးသီလရှိပါတယ်ကျွန်တော်မှာ5 ပါးပဲရှိပါတယ်5 ပါးတော့လုံပါတယ်အဲ့တော့ဟန်ကြလိုက်တာကျွန်တော်သူတို့ကဒီပေါ်ခုံကလေးတင်ပေးမယ်ကျွန်တော်မဟောရဲပါဘူးတန်ဃာတော်တွေကခွင့်ပြုလေအဲ့ဒါအာကာရဝဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုလေးထိုင်ပြီးတော့ဟောပြရစေလို့ခွင့်တောင်းတော့ဆရာတော်များကခွင့်ပြုတဲ့အတွက်ဒါစတိုင်ကြပါတယ်တချို့မြို့တွေဆိုလို့ရှိရင်စင်ကြီးတွေကမြင့်လိုက်တာကျွန်တော်မဟောခင်အောက်ကထိုင်ပြီးတော့ကိုယ်လက်ရောက်မှကြောက်နေပါတယ်အဲ့ဒီစင်မောငါဘယ်လိုရောက်အောင်တက်ရမလဲပြီးခဲ့တဲ့နှစ်ကအခုကူမှာဟောတော့အဲ့လိုပဲစင်ကမြင့်နေလေက9 ထစ်ရှိတယ်2 ယောက်ကတွဲရတယ်စင်မောက2 ယောက်ကဆွဲရတယ်နောက်က2 ယောက်ကတွန်းရတယ်6 ယောက်ပေါင်းမှကျွန်တော်စင်မောရောက်တယ်ဟိုးနောက်က1 ယောက်ကမနေနိုင်ဘူးလှမ်းអော်ပြောတယ်အာဒီစာရေးဆရာလည်းတော့တောက်ထားပြီးမူးနေတာပဲတောက်လည်းမတောက်လဲရပဲနဲ့အဲ့ဒီလိုလည်းပြောတာကြုံရပါတယ်ကျွန်တော်ကျောင်းသားဘဝမန္တလေးတက္ကသိုလ်ကျောင်းသားတို့ကတော့ဘောလုံးလက်ရွေးစင်ပါပဲဘောလုံးကန်ကောင်းပါလေအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကျွန်တော်မှတ်မိပါတယ်မန္တလေးတက္ကသိုလ်ကျောင်းသားတို့ကဝါဆိုလာပြည့်နေ့မှာမန္တလေးတောင်ကိုပြေးတက်တယ်လေကား1 ထစ်ကျော်ခုံပြန်ကျော်လွှတ်တက်တယ်ဟိုးရှေ့ကကောင်မလေးတွေကိုမိအောင်လိုက်တာပါခုတော့မလိုက်နိုင်တော့ပါဘူးလိုက်ချင်စိတ်လည်းမရှိတော့ပါဘူးဟိုးသူများကိုနှိပ်စက်ညှဉ်းပန်းရင်အဲ့လိုမတန်မစွမ်းဖြစ်တယ်တဲ့ကျွန်တော်ဒီဘဝတော့သူများကိုနှိပ်စက်တာမရှိပါဘူးနှိပ်စက်ညှဉ်းပန်းတယ်လို့ကြားရင်လည်းဆက်ဆုပ်ယွံမုန်းပါတယ်သို့တော့အတိတ်ဘဝတစ်ခုတုန်းကတော့တော်တော်ပြင်းငယ်ပုံရပါတယ်အဲ့ဒီဝကျွေးတွေပေးဆက်နေရတယ်ဝကျွေးရှိရင်ပေးရမှာပဲလေဒီဆရာတော်ဘုရားကြီးကအိမ်တိန်ကဆွန်းစားပင့်တယ်တဲ့ဆွန်းသွားပြီးတော့ဖုံးပေးတာပေါ့ဆွန်းဖုံးပေးပြီးတော့အိမ်ကပြန်ထွက်မှာအိမ်အဝင်ချွတ်ထားခဲ့တဲ့လေဒီဆရာတော်ဘုရားကြီးရဲ့ဖက်နှက်ကပျောက်သွားတယ်ကျန်တဲ့သံဃာတွေကတော့ကိုယ်ဖက်နှက်ကလေးကိုစီးကြွသွားလေဒီဆရာတော်ကြီးကသူချွတ်ထားတဲ့ဖက်နှက်နေရာကလေးအငေးသားကြည့်နေပါတယ်တဲ့အလှရှင်ကစိတ်မကောင်းဘူးအရှင်ဘုရားဖက်နှက်ကိုနှမျောမနေပါနဲ့တပည့်တော်အစ်စ်ဝယ်လှူပါမယ်လို့ပြောတယ်လေဒီဆရာတော်ကြီးကပြန်ပြောတယ်ဖက်နှက်ကိုနှမျောလို့မဟုတ်ပါဘူးတဲ့ဘိုးတိတ်ဒီဘဝမှာလေဒီဆရာတော်ဖြစ်မဲ့ပုဂ္ဂိုလ်ကဟိုးတိတ်ဘဝတစ်ခုမှာသူများဖက်နှက်ခိုးခဲ့မိတာရှက်လို့ပါကျွန်တော်တို့ကောင်းမှုတွေပြုရင်ကောင်းမှုကံထက်ချက်လိုက်နေတာပါပဲမကောင်းမှုပြုရင်မကောင်းတဲ့ကံတွေအကျိုးပေးခြင်းတိုင်ရင်အကျိုးပေးတာပါပဲမြည်သည့်ကံမှအဟောတိကံဖြစ်သွားတာမရှိပါဘူးအကျိုးမတန်သေးရင်မပေးတာပါပဲမဖို့နိဗ္ဗာန်ရမှအဲ့ဒီကောင်းမှုကံရောမကောင်းမှုကံရောအားလုံးအဟောတိကံဖြစ်ပါတယ်။ကြောင့်မို့မြတ်စွာဘုရားကမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါ
ဘဝနေနီးကောင်းလဲဖြစ်ပါတယ်လို့နောင်တတဖန်ပူပန်စရာမရှိပါဘူးလူတွေကလည်းများလိုက်တာပြည်သက်ကကျွန်တော်ဟိုးကနေကိုသားချိုပြောနေတော့လာတဲ့ခါကျတော့ပြင်မဲ့မှာပြည်သက်တွေအများကြီးတွေ့တယ်ပိတ်ကားကြီးတွေ့တယ်မောင်သားချိုမတွေ့ဘူးမောင်သားချိုဘယ်နာပြောနေပါလိမ့်သူတွဲလာတဲ့ကလေးကိုမေးရတယ်ဟိုခမ်းမထဲမှာရှိတယ်တဲ့ဟိုးဒီမှာရောက်တော့လေအများကြီးပဲပြင်မှာလဲအ ਨੇ ဆုံးတော့ဒီလောက်ရှိမယ်ဒီတဲ့ပူခြင်းပူပါမယ်လေဝေးမျိုးစာချစ်ကြတယ်စာပွဲသပင်ကိုအားရပါရနားဆင်အားပေးကြတယ်ကျွန်တော်မှတ်မိပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကလေဝေးကိုတစ်ချိန်လာဟောဘူးပါတယ်အဲ့တော့ကျွန်တော်တို့ည7 နာရီထိဟောပြောပွဲကမစသေးပါဘူးကျွန်တော်မေးကြည့်ဟောပြောပွဲကဘာလို့မစသေးတာတော့မီးမလာသေးလို့ဆရာလေဝေးမီးပြတ်တယ်အဲ့ဒီမီးကဘယ်တော့လာမှာတော့ကျွန်တော်မေးမသိဘူးဆရာဟောမသိတဲ့မီးထိုင်ဆောင်နေလင်းသွားမှာပေါ့မီးတစ်ခုခုရှားပေါ့ဗျာဒီစကားပြောပထရီအိုးလေးရှိရင်ရတာပဲဒါနဲ့ဟုတ်ကဲ့ထွက်သွားကြပါလေကျွန်တော်ကပြောတာကတော့ဘက်ထရီမီးချောင်းလေးအောက်လင်းတက်မီးကလေးအဲ့လိုလေးထုံးမှုပြောချင်တာပါသို့သောတော့မကြပါဘူးပြန်လာကြတယ်ရပါပြီဆရာကြွပါကျွန်တော်တို့ခေါ်သွားပါတယ်ခမ်းမကြီးပြဇက်ယုံလိုကြီးပဲအဲ့ထဲမှာဟိုကော်မတီကလည်းမရှိဘူးလားချွေတာလားမသိပါဘူးဗျကျွန်တော်တို့စကားပြောဒီလိုစစ်မော်မှာဖျောင်းတိုင်လေး3 တိုင်ထွန်းထားပါတယ်တယုံလုံးတော့ဘာမီးမှမရှိပါဘူးကျွန်တော်တို့ကဥရှင်ကြီးတင်ထားတာကြလို့ပါပဲပိဋကကကျွန်တော်တို့မြင်ရလားမမြင်ရလားတော့မသိပါဘူးကျွန်တော်တို့ကပိဋကကိုတယောက်မှမမြင်ရပါဘူးလှိုင်ကူမဲကြီးကိုကြည့်ပြီးတော့ဟောနေရတယ်ရည်တန်ကြားရင်အားရှိပါလေဩလူတွေရှိတယ်ကွစာရေးဆရာကောက်လိုက်သူဟောတော့ဒီစရာလေးပါလေးပြောတယ်လူတွေရှိမှန်းသိတယ်ကောက်လိုက်ပြီးတော့ကျွန်တော်ဟောတယ်ကျွန်တော်ပြောတော့လေရည်စရာလေးပါလေးပြောတော့လူတွေရှိမှန်းသိနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဘုချုပ်အောင်ဆန်းရဲ့ကိုရန်တော်ပါတော်မြဲပူထွန်းလှသူကငါကွာတဲ့84နှစ်ပြီတဲ့နောက်လည်းလိုက်နိုင်မယ်မထင်ပါဘူးတဲ့ဘုချုပ်တို့ခက်ကနေငါအားရပါရပြောချင်တယ်ကွာကျွန်တော်အားပေးပါတယ်ပြောဆရာပြောတာပြောဆရာကပြောတယ်ဗျရည်စရာလည်းတစ်ခုမှမပါဘူးကျွန်တော်တို့နားထောင်တဏှာကြီးလောက်ကြာတော့ကျွန်တော်စိတ်ထဲမှာတန်တရားဖြစ်ပါတယ်ဟိုးနောက်ကလည်းငြိမ်တိတ်နေတာပဲလူတွေရောရှိသေးရဲ့လားတကယ်ဆိုရင်ခုလိုဆောင်းနှင်းဟောတာဗျချောင်းဆိုးတန်လေးပါလေးကြားဖို့ကောင်းပါလေဟိုးလက်ဝဲရလူတွေကလည်းမှလိုက်တာတယောက်မှချောင်းဆိုးတန်မကြားရပြီးရောကျွန်တော်ပြေးထွက်ပြီးတော့စောင့်ကြည့်တယ်မင်းကဘယ်နှယောက်ထွက်လာတော့ဆိုရှေ့ဆုံးတန်းကျွန်တော်တို့6 ယောက်ပဲထွက်လာပါတယ်မရှိတော့ဘူးလူတွေကလည်းဘယ်သိမလဲဗျာမီးရပြတ်မှောင်းနေတဲ့ခါကျတော့သူကသူပြန်သွားလူတွေကြံတဲ့လောက်ကြံမှာပဲထင်ပြီးသူကလည်းအာမနာပါဘူးပြန်သွားကြံတဲ့လူတွေကလည်းအဲ့လိုပဲကြံတဲ့ကြံဦးမှာပဲကွာဆိုပြန်သွားကျွန်တော်တို့6 ယောက်ပဲကြံပါတယ်တကယ်ဖြစ်ပါပဲကျွန်တော်ဘူထွန်းလာကိုမေးတယ်ဆရာလည်းဗျာရန်တန်ဟောနေပဲလူကလည်းတယောက်မှမရှိတော့ဘူးမသိဘူးလေကွာငါလည်းအဲ့ဒီယုံကြီးနဲ့ပြည့်ရှိတယ်မလို့ချနေတာပဲဘုချုပ်တို့ခက်ကပြောလိုက်တာနောက်တစ်ခေါက်ကျတော့ဆရာအောင်နဲ့ကျွန်တော်နဲ့ဗျနောက်တစ်နှစ်လောက်ကျတော့ဆရာအောင်သင်းနဲ့ကျွန်တော်တို့ကိုနေ့လေစာကျွေးတယ်ဗျကျွန်တော်မှတ်မိတယ်ဆိုင်နံပါတ် A1 နဲ့နော်အဲ့ဒီဆိုင်မှာကျွေးတော့စာပေါ့လေစားပြီးတော့ကော်မတီကပြောတယ်ဗျပြီးတယ်ကျွန်တော်တို့ကိုကျွေးတာဒီကိုလင်းဆိုတဲ့လူပါပဲတဲ့အဲ့တုန်းကခက်ငယ်ငယ်ပင်ပင်ပါပါပဲဟောကျေးဇူးတင်ပါတယ်ကွာမင်းကဘာလုပ်တာတော့ကျွန်တော်သူ့မေးပါတယ်
သူကစီဆက်ပါတယ်တဲ့။အော်ကောင်းတာပေါ့ကွာ။စီဆက်ဆိုတော့စီစစ်စားရတာပေါ့။ကျွန်တော်အဲ့လိုပြောတယ်။အခုစီဆက်မလုပ်တော့ဘူးတဲ့။ကျွန်တော်စက်ရုံတစ်ခုတည်နေတယ်တဲ့။အော်မင်းအဲ့ဒီစက်ရုံတည်တော့အစင်းစင်းခွင့်ပြုချက်တွေတောင်းရတယ်။ဘယ်လိုတောင်းတယ်တော့ကျွန်တော်မြို့နယ်ခရိုင်တိုင်းမန္တလေးထိကုန်ပြီးပါပြီတဲ့ရန်ကုန်မှာကျွန်တော်တို့နောက်ဆုံးရုံးချုပ်ကိုတက်ဖို့ပဲရှိပါတယ်တဲ့မင်းအဲ့ဒီရုံးချုပ်တက်တဲ့ခါကျတော့ရုံးချုပ်မှာမင်းအသိရှိလို့လားမရှိပါဘူးတဲ့ရှိစရာလည်းမလိုပါဘူးကျွန်တော်ပွဲစားနဲ့3000ပေးရမယ်သူပြီးအောင်လုပ်ပေးမယ်ပြောပါတယ်တဲ့အဲ့တော့3000ကနည်းတဲ့ငွေမဟုတ်ဘူးကျွန်တော်ပြောတော့အော်မင်းကလည်းကွာအဲ့ဒီရုံးချုပ်ကလက်မှတ်ထိုးတဲ့လူနဲ့မင်းနဲ့သိလို့ရှိရင်တပြားမှပေးစရာမလိုဘူးကွ။အိုးကျွန်တော်မှမသိပဲအဲ့လိုပြောပါတယ်ကျွန်တော်ပြောပါတယ်မင်းကျွေးတဲ့ထမင်းလည်းငါစားပြီးပြီကွာအဲ့ဒီလက်မှတ်ထိုးမဲ့လူကငါပဲကွမင်းငါတို့ပြန်သွားရင်အဲ့တိုင်းကခွင့်ပြုချက်တွေပါဒီကင်ပြီးလိုက်တာလာခဲ့ပါတော့တပြားမှလည်းမပေးပါနဲ့ငါပေးပါမယ်ဆိုလက်မှတ်ထိုးပေးလိုက်ပါတယ်ကျွန်တော်တပြားမှသူ့ဆီကမယူတာဟန်ကြလိုက်တာအခုနှစ်20ကျော်ပါပြီကိုလင်းလင်းကနှစ်တိုင်းစီဘုံနေပို့ပါတယ်တွက်ကြည့်ရင်ကျွန်တော်ဟိုတုန်းကယူရင်3000မရမှာနော်အခုကျွန်တော်သိန်းပေါင်းနဲ့တွက်ကြည့်တော့များနေပြီလူဆိုတာလောဘတွေသိမရှိရင်ပိုရတယ်လို့ကျွန်တော်နားလည်ပါတယ်ပို့တယ်ဗျာနှစ်တိုင်းကျွန်တော်မေ့နေတယ်။အော်ဒီကောင်ကလည်းမမေ့ပါလားဟန်ကြတာပါပဲ။အဲ့တော့ကျေးဇူးတင်ပါတယ်ဒါလေဝေးဟိုမတရားကလေးပါပဲ။အဲ့တော့ပြိဿတ်ဒီလောက်များတာမြင်တော့ကျွန်တော်ကဘာသွားတရိယာတုံးဆိုတနှစ်တော့ကျွန်တော်တရုတ်ပြည်ရောက်နေတယ်ဗျ။ဒီလိုရာဒီမျိုးပဲတရုတ်စာရေးဆရာတွေကချစ်ကြည်ရေးခီးဆိုပြီးတော့ဖိတ်လို့သွားတာသွားတဲ့အခါကျွန်တော်ကပြောပြတယ်ဗျ။အော်လို့မင်းတို့ကလည်းဒီရာဒီမျိုးဖိတ်တာကိုစကားပြန်နဲ့ပြောတာပေါ့နော်။ငါတို့နိုင်ငံမှာဒီချိန်ဆိုလို့ရှိရင်စာပေဟောပြောပွဲတွေရှိတယ်ကွ။အဲ့ဒီတုန်းကအခုလိုညံပူဇော်ကတွေပါတွေမဟုတ်ပါဘူး။ဟိုပစိုးလေးတခွင်းပေးပါလေဟောပြောပွဲမှာကျွန်တော်တို့အဲ့ဒါလေးကိုပျော်လို့ပါပဲပစိုးလေးအလကားဝေးရကျွန်တော်တို့ချင်းချင်းတော့ပြောပါတယ်ပစိုးတကွင်းနဲ့မိုးအလင်းဟောပါတယ်နောက်တော့ကျွန်တော်ဟိုမကွေးသွားဟောတယ်ဗျကက်ကြီးတက်လက်ပေးပါတယ်ဟောကက်ကြီးတက်လက်နဲ့လည်းနှစ်ချီထွက်အောင်ဟောတာပါပဲနောက်တစ်ခါတိုင်ဥသွားဟောတယ်ဗျတိုင်ဥကငချင်းတရွဲပေးတယ်ဟောငချင်းတရွဲနဲ့လည်းဖင်ပြဲအောင်ပြောတာပါပဲအဲ့ဒါစာရေးဆရာပါပဲအဲ့တော့မင်းတို့ကဒီချိန်မှဖိတ်တော့ကွာငါလက်ဆောင်နေလွတ်ကုန်ပြီပေါ့ငရုတ်သီးတွေပေးယူတာပါပဲကြက်သွန်တွေပေးသေးတာပါပဲစီဖုံးလေးပါလေးရလဲပျော်တာပါပဲဘာမှမပေးရင်လည်းဘာမှမရပါဘူးပေးမှမပေးဘဲနဲ့ပဲရတော့အဲ့ဒါလည်းကျွန်တော်တို့ကပြောလို့ပဲသွားပြီးတော့တနင်္ဂနွေလုံးလှည့်လည်ဟောပြောဒီချိန်မှာငါတရုတ်ပြည်ရောက်နေတော့အဲ့ဒါတွေအကုန်လုံးလွတ်ကုန်တာပေါ့ကွာရုပ်စာရေးဆရာဥက္ကဋ္ဌမေးစာပေဟောပြောပွဲဆိုတာဘာလဲတဲ့ဟောစာရေးဆရာကစာပေအကြောင်းဟောတာပေါ့စာချစ်တဲ့သူတွေကလာနာထောင်ကြတာပေါ့အများကြီးပဲလားတဲ့မေးတယ်ဟိုးအများကြီးပေါ့ခမ်းမထဲမှာဟောရင်အပြည့်ကွကွင်းပြင်မှာစင်ထိုးဟောရင်3-4 တောင်လာနာထောင်နေသူတို့ဥက္ကဋ္ဌပြောပါတယ်ငါတို့စီမှာအဲ့ဒါမျိုးမရှိပါဘူးတဲ့မင်းပြောတာစိတ်ဝင်စားဖို့ကောင်းတယ်တဲ့ဒီနေ့ညမင်းတို့ကိုကွန်မင်း University မှာငါတို့ညစာကျွေးဖို့စီစဉ်ထားတယ်တဲ့ငါတို့လူစုကြည့်မယ်လေတဲ့လူတွေစီးအောင်လို့ရရင်မင်းဟောပေးမလားတဲ့ကျွန်တော်လည်းခက်လွယ်လွယ်ပြောလိုက်ပါတယ်ဟောပေးမယ်လို့ညကြတော့ကွန်မင်းတက်ကတူမှာကျွန်တော်တို့ညစာစားနေတော့ရုပ်စာရေးဆရာတွေရောက်လာတယ်အံ့ဩစရာကောင်းလိုက်တာတဲ့မြန်မာလူမျိုးစာရေးဆရာဟောမယ်ကြောင့်ငါတို့စီးအောင်တာဟိုးဘက်ကခမ်းမာတယ်မှာလူတွေကိုအများကြီးရောက်နေပြီတဲ့အဲ့လောက်များတဲ့ပြိဿမတွေ့ဘူးတဲ့မင်းစားပြီးဟောရမယ်နော်
ကျွန်တော်ထမင်းကိုမြန်စားပါတယ်အံ့ဩစရာကောင်းအများပြားတဲ့ပြိဿစောင့်နေရမှာအားနာလို့ခေါ်သွားပါတယ်အဲ့ဒီခမ်းမတွေကိုရောက်အံ့ဩစရာကောင်းလောက်အများပြားတယ်ဆိုတဲ့ပြိဿကိုတွေ့ရပါတယ်ကျွန်တော်ရေတွက်ကြည့်တာအားလုံး14ယောက်ရှိပါတယ်အံ့ဩလွန်းလို့အဲ့ဒီ14ယောက်လည်းကျွန်တော်ချမ်းသာမပေးပါဘူးဟောပြခဲ့ပါတယ်ကျွန်တော်ကမြန်မာလူဟောပါတယ်ကျွန်တော်မှတရုတ်လူတစ်လုံးမှမတတ်တာပဲအောက်ကနားထောင်နေတဲ့တရုတ်14ယောက်ကလည်းမြန်မာစကားတစ်လုံးမှမသိပါဘူးကြောင်စီလေးတွေငေးလို့ပါပဲတနာဖို့တောင်ကောင်းပါလေကျွန်တော်ကနည်းနည်းဟောပြီးကျွန်တော်ဘေးကိုဖယ်ရတယ်ဒီလိုစကားပြောစဉ်လေးနဲ့ကျွန်တော်တို့စာရေးဆရာမြန်မာပြည်သွားတာ9ယောက်တယောက်ကအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်သူကအင်္ဂလန်မှာကျောင်းနေဘူးတယ်အခုနကကျွန်တော်မြန်မာလိုဟောတာကိုအဲမြန်မာစာရေးဆရာကအင်္ဂလိပ်လိုဘာသာပြန်ပြီးဟောရတယ်အဲ့ဒီထိလည်းတရုတ်တွေဘာမှမသိပါဘူးသူတို့အင်္ဂလိပ်စာအားနေပါတယ်ပြီးတော့မှအဲ့မြန်မာစာရေးဆရာဘေးကိုထပ်ဖယ်လိုက်အခုမင်းတက်ကတူကအင်္ဂလိပ်စာပါမောက္ခမစ္စတာယန်နဲ့သူကဒီစကားပြောစဉ်ကိုရောက်လာပြီးတော့အခုနမြန်မာစာရေးဆရာအင်္ဂလိပ်လိုဘာသာပြန်တာကိုသူကတရုတ်လိုထပ်ပြန်ရတယ်3ဆင့်ပြန်ရပါတယ်ကျွန်တော်ရည်စရာတစ်ခွန်းလောက်ပြောရင်နောက်ထပ်9မိနစ်လောက်ကြာမှရည်သံထွက်တယ်ပြောရတာအားမရှိပါဘူးဘယ်တော့မြန်ရည်မလဲလို့ရင်ကိုမောနေတာပဲအဲ့လိုလဲဟောခဲ့ရပါရဲ့ဒီမှာခုပြောခုရည်တော့အားရှိတာပေါ့အဲ့တော့လာရတဲ့ခီးစဉ်အားလုံးစစရရဆင်ပြေပါလေဒီနှစ်တော့ကျွန်တော်တို့မုံဆိုတဲ့ရွာကြီးကဖိတ်တယ်ဗျဖြူထီအောင်တော့အဲကွန်ဘတ်နဲ့လာရမယ်တဲ့ဖြူရောက်လို့ရှင်ဟိုဘက်က4မိုင်လောက်တော့ဆိုင်ကယ်စီးရမယ်တဲ့ဟော4မိုင်လောက်တော့ရပါတယ်ကျွန်တော်တို့ကလည်းအညာလွယ်တယ်လိုက်ချင်တာကိုဒါနဲ့ဖြူရောက်လို့အဲကွန်ဘတ်ပေါ်ဆင်းလိုက်တာနဲ့ဆိုင်ကယ်တွေလာပြီးဂျိုနေကြပါတယ်အများကြီးပဲကျွန်တော်ဆိုင်ကယ်တစ်စင်းမှာခွာထိုင်မိတယ်ဆိုရင်မဖြူမှရှိတဲ့မိတ်ဆွေတယောက်ကလှမ်းတွေ့သွားတယ်ဆရာဘယ်သွားမလို့လဲတဲ့။အော်မေးတယ်။အော်မုံကိုသွားမလို့ပါလို့ဖြူကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့။ကျွန်တော်လူလည်လုတ်ပြီးပြန်ပြောလိုက်ပါတယ်။မဝေးပါဘူး4မိုင်နဲ့ပါလို့ဖြူကလူကခေါင်းခါပြတယ်။မကဘူးနော်တဲ့10မိုင်ကျော်လိမ့်မယ်တဲ့။တကယ်ခေါ်သွားတော့14မိုင်ရှိပါတယ်ဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါပဲကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်ကလေးသေးသေးပူပူလေးဗျကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ဟန်ကြပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့အဲ့ဒီကောင်လေးကိုကျွန်တော်မေးကြည့်တယ်မင်းနာမည်ကဘယ်သူတော့ဆိုတော့လာလူတဲ့ဟိုးသူ့နာမည်ကလည်းတစ်မျိုးပါပဲအဲ့ဒီလာလူကိုကျွန်တော်ငယ်ချစ်ဥလို့သဘောထားပြီးတော့ဒီကောင်ခါကိုတင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲနောက်တစ်ယောက်ကရုပ်ရှင်မင်းသားသူ့မောင်မြသူ့မောင်ဆိုင်ကယ်စီးတဲ့ကောင်ကလေးကပိန်ပိန်ပါပါငကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ပါသေးဗျချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းဘူးသူဆိုင်ကယ်စီးတဲ့ကောင်ကမဲမဲတုတ်တုတ်ကြီးဒီကောင်ဖက်လို့မရဘူးပခုံးလေးကင်လိုက်တော့ကျွန်တော်ကြည့်နေပြုတ်ကြစရာရှိဒီကောင်ကြမှာပဲအဲ့ဒီလိုလဲဟောပြောပွဲတွေသွားခဲ့ရပါတယ်ကျွန်တော်တို့စာရေးဆရာတွေစာကိုဘယ်လိုရေးတော့ကျွန်တော်ပြောမယ်ခေါင်းစဉ်ကလေးနဲ့စပြရတယ်ဘဝမှစာမှဘဝဒီဘဝထဲမှာတွေ့တဲ့တွေ့ကြုံတွေကိုကျွန်တော်တို့စာရေးကြတာပါပဲသွားလျာလာလျာတွေ့ပါတယ်ဒါဟုကုံချမ်းလို့လည်းခေါ်ကြပါတယ်မှန်တော့အတွေ့အကြုံပါပဲအဲ့ဒါကလေးတွေကိုကျွန်တော်တို့ရေးတတ်တဲ့စာရေးခြင်းအတတ်ပညာအနုပညာနဲ့စာတပုတ်ဖန်တီးကြတာပါပဲခုလိုဟောပြောပွဲသွားရင်လည်းကျွန်တော်စာရေးစရာတွေရပါတယ်တခါတော့ဟိုထက်ညာရွှေဘုံကဖိတ်လို့သွားဟောရညနေပိုင်းကျအားနေပါတယ်3 နာရီလောက်ရှိကျွန်တော်တို့ခုလိုအားနေမယ်အစား
လှတော်ရွာကိုလိုက်ပို့ပါလားလို့12မိုင်လောက်ဝေးတယ်ရွှေဘိုသားတွေကမေးတယ်ဆရာကြီးကဘာလုပ်ချင်လို့လဲတဲ့အဲ့လှတော်သားတွေကစကားပြောရင်အလင်းကားတွေနဲ့ပြောတယ်ဗျဥပမာအလင်းကားတဲ့နှိုင်းရှင်ပြတယ်အတိတ်တရားဝုဒ္ဓအလင်းကားအကြီးကျယ်ကြီးတွေချက်ကားပြောတယ်ဝင်ကဝုဒ္ဓအလင်းကားတဲ့မပြောဘူးတကွက်ကျော်တွယ်ကဝိုက်ခါပြောတယ်အဲ့ဒါကြီးကျွန်တော်မန္တလေးတက္ကသိုလ်မှာမြန်မာစာနဲ့ပွဲရတော့သင်နေရပါတယ်သိပါတယ်တတ်ပါတယ်ဒီလှတော်သားတွေကဘယ်သွားသင်ပြီးတော့တတ်နေကြတော့ဟုတ်ရောဟုတ်လို့လားတန်တရားရှိတယ်ဒါကြောင့်မို့လို့ဂျုံတော့လှတော်ကိုသွားပြီးတော့လှတော်သားတွေနဲ့အရှင်လက်လက်နားထောင်ကြည့်ခြင်းနဲ့လိုက်ဖို့တယ်ဘင်္ဂါကလေးနဲ့လှတော်ရွာရောက်လမ်းစုံမှာကားကလေးကိုရက်လိုက်ဟိုးရှိရလူတယောက်စူပါကတ်ဆိုင်ကယ်ကလေးစီးလို့ရွှေဘိုသားကမြင်းနေဟေးကိုကျော်မြင့်လာအောင်လမ်းခေါ်ပါလေကိုကျော်မြင့်ဆိုတဲ့လှတော်သားဆိုင်ကယ်ကလေးဖြည်းဖြည်းလှိမ့်လာတယ်ကျွန်တော်ထိုင်းနေတဲ့ကားပရင်းပေါက်ဘေးမှာတဲ့ရက်ပါရွှေဘိုသားကပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လှတော်သားနဲ့စကားပြောကြည့်ခြင်းလို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ကကျွန်တော်ကြည့်ပြီးပြောပါတယ်ရပါတယ်တဲ့ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲတဲ့အဲ့ဒါလှတော်သားဗျဘာမှန်းကိုမသိဘူးကျွန်တော်အော်ဘာဖြစ်လို့တော့လို့မေးရတယ်သူကတဲ့မပြောဘူးလေအကွက်ကြော်နဲ့ပြောထားတယ်ဘာဖြစ်လို့တော့လို့မေးတော့ဆရာကြီးစဉ်းစားကြည့်လေတဲ့သွားဆရာဝန်နဲ့တွေ့ရင်ပါဇက်ကိုဖျဲမပြရဘူးလားတဲ့အော်ပြတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့အဲ့လိုပဲလေကျွန်တော်တို့နဲ့တွေ့ရင်ကျွန်တော်တို့ကရည်စရာတွေပြောတော့ဆရာကြီးကရည်ရင်ပါဇက်ဖျဲပြရအောင်မယ်သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲတဲ့ကျွန်တော်သူ့ကိုသဘောကျတယ်ဒါလှတော်သားစစ်တယ်ကွာအဲ့ဒါနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးတယ်ဟိုးမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပါပဲအဲ့လိုလဲပြောလိုက်ရောလှတော်သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လားမနေ့လေးလို့လက်ဖေးဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲနော်ကိုကြီးခံရပြီလားကွာခံရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖေးဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖေးတော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရသူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တုံဖြတ်မစီးရဘူးတဲ့ဩဘာဖြစ်လို့တော့စပိန်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်အဲ့ဒါအတိတ်တရားဝုဒ္ဓအလင်းကားဗျအကြည့်ကျက်ချက်ပြောအလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပြီးမေးတင်နေရတယ်။ဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲငချောက်ကငံလုံးအားကြီးတော့ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြက်ကံပြီးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတည်းနဲ့အလင်္ကာ2မျိုးဖြစ်တယ်ဗျအတိတ်တရားဝုဒ္ဓအလင်္ကာဖြစ်တယ်ဝင်ကဝုဒ္ဓအလင်္ကာဖြစ်စစ်ကြောင်းကြီး9ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ့ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံမှုစရဲပေါ့နော်ပညာရေးမှုကျန်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ကိုဆင်းလာတယ်ခမနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကျွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းကားဗျသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိထဲကိုမြင်ရောင်းလာတယ်ဘယ်လိုမြင်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျလှတော်သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်တယ်သူများအတူထိုးလို့မရအောင်ရှုပ်ရှက်ခတ်ချလိုက်
တင်း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 လာတော့သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွတ်ရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဘူးကျွန်တော်ကသဘောကျတယ်ဩခင်ဗျားတို့ကလည်းပြောတတ်လိုက်တာနော်လို့အဲ့ဒါယောက်ျားတွေပဲပြောတတ်သလားလို့မိန်းမတွေရောမပြောတတ်ဘူးလားလို့လာတော့သားတယောက်ကပြောတယ်ဩပြောတတ်တာပေါ့ဆရာကြီးဟာတဲ့ကျွန်တော်မိန်းမနဲ့ရန်ဖြစ်တော့ကြိတ်မောင်ပြောလိုက်တာတဲ့မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကားသုံးတစ်ဆင်းလူပြိုဖြစ်တယ်ကွာလို့ပြောလိုက်တာတဲ့ကျွန်တော်မိန်းမချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကားသုံးတစ်ဆင်းနေအောင်မဲတဲ့ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ဒါမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျဆရာကြီးတဲ့ကျွန်တော်မိန်းမအဲ့လိုပြောပြီးတဲ့နေ့ကစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်သားအကောင်တွေဘဲမှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာဩခမရတို့နဲ့ပြောရတာလဲရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလဲအဲ့လိုပြောပြီးတော့ရီးနေတာပဲခမရရီးနေတော့ကျမ်းပါတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လှတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်ကျွန်တော်တို့စီကိုဆရာဝန်တွေဘာတွေရောက်လာရင်မပျော်ဘူးခမရဘယ်ပျော်မလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရီးနေတာသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရသူရောက်လာပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးရသေသွားတယ်ခမရနည်းလေဒါမတော်တဆဖြစ်တတ်ပါရဲ့တဲ့ပြဿနာမရှိပါဘူးတဲ့နောက်9ရက်လောက်နေတော့နောက်တစ်ယောက်သွားထိုးပြန်နေဆရာကြီးရဲ့သေတာပဲခမရဒီလေကာယမတော်ရင်2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ကောင်းဖြစ်နိုင်တာပဲကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့ကြောက်သွားတယ်ခမရတလလောက်ရှိတော့တယောက်ကမလွဲတာမဆောင်တာသွားထိုးရပြန်နေသေတာပါပဲအေးလေဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်တယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါတဲ့ပြောင်းမပေးနိုင်ရင်လည်းတင်းချိုင်းကုန်းကိုချဲ့ပေးပါဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လုံးမှာကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးဟာတင်းချိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ကွက်ထဲမှာရေကလေးတွေကဖွေးလို့ဩကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း6တွေ့မှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ်သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလှတော့သားတယောက်ကပြောတယ်ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်တအုပ်မှာနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့စက်တောင်ရွေးချယ်မှုရှိတယ်နော်စက်တအုပ်မှာတော့သိသဘောကျတယ်ကျွန်တော်လည်းတော်သားသိတယ်ကြက်ဖကအကောင်ကြီးတယ်ခြေထောက်တုပ်တယ်ရက်တာမတန်ဘူးဒီကောင်ကပုံငေးဒီမော့ကြက်မပဲလိုက်ကြည့်နေတာစက်တအုပ်မှာကကြတော့သာသမီဇောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာဒင်းဒင်းရက်အားတန်နေအဲ့ဒီမှာနှစ်ခါရိုက်ရေထွက်တယ်ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမေးနဲ့ဆရာကြီးစပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့တဲ့ဝက်လက်မြို့10မိုင်လောက်ပဲဝေးတယ်မတူဘူးခမရသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ဟိုးအောက်ဒေဝရငယ်ရိပ်ပုံတူရတယ်အဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမင်းနဲ့ဆရာကြီးအတို့မြုပ်တာရှာထားပြီးတော့ငံပြာရီချက်เสียမလိုဘူးကျွန်တော်ကရီတော့ကျွန်တော်နဲ့တူထိုင်နေတဲ့ရွှေဘိုသားကလည်းရောနော်ရီတာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိသွားတယ်ဆရာကြီးတဲ့အဲ့ရွှေဘိုသားတွေအကြောင်းပြောရအောင်မဲတဲ့ဟိုလူတွန့်သွားတယ်ဗျ
ကျွန်တော်အားပေးတယ်ပြောပါလို့အဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော့မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခင်ဗျည9 နာရီ10 နာရီကျတော့လှတော့ဖြတ်ပြီးပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရွာလုံးတယောက်မှအဲ့လိုမရဘူးပွက်ကိုညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးရွှေဘိုသားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးနေညကြရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်တယ်တဲ့လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှပြောရတယ်နော်ရွှေဘိုသားမျက်နှာပြတ်သွားတယ်ဗျအဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများပြောရတာပဲကျွန်တော်တို့လှတော်အကောင်တွေလည်းမကောင်းပါဘူးတဲ့ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူးတဲ့ရွှေဘိုသားလည်းကျေနပ်သွားပါတယ်အဲ့တော့အဲ့ဒါလေးတွေဗျာကျွန်တော်ကကိုယ်တိုင်သွားကိုယ်တို့ကြုံယုံရပြီဒါလေးကိုကျွန်တော်လှတော်သားနဲ့စကားအလင်ကားလို့ဆိုပြီးတော့ပြန်ရေးပါတယ်ဖတ်တဲ့လူတွေကိုလိုပဲပြုံးပါစေရဲပါစေလို့မျှဝေခံစားနောက်အဲ့ဒီလူတွေကိုကျွန်တော်အော်နာလုပ်ချင်တယ်ဒီလိုဟာတွေကိုသူတို့တရွာလုံးတက်နေတယ်သိလေးစားဖို့ကောင်းတာပဲကျွန်တော်ပြောရင်အများကြီးပဲနောက်တော့ကျွန်တော်စာအုပ်တုပ်ရပါတယ်စာအုပ်တုပ်တောင်ရေးပြီးပါပြီသူတို့အကြောင်းနေအဲ့တော့ဘဝတည်းကရတဲ့စာပါပဲနောက်တစ်ခါသူများရေးတဲ့စာတွေကနေကျွန်တော်ဘဝတည်းယူကြည့်တာကလေးရှိတယ်တခြားမဟုတ်ပါဘူးဗျာခုနပြောတဲ့စာရေးဆရာကြီးဤကြကွေးပါပဲကျွန်တော်နဲ့ညီကိုလိုချစ်ခင်ပါတယ်တယောက်တည်းနေရှာပါတယ်ဆင်းရဲပါတယ်ကွယ်လွန်တော့ကျွန်တော်တို့သင်္ကြန်မဲ့လူတော်မှနဲပါတယ်ကျွန်တော်တငယ်ချင်းကျွန်တော်တွေတော့ကြီးပါတယ်9 နှစ်လောက်ကြီးပါတယ်ချစ်လို့တငယ်ချင်းလို့ခေါ်တယ်သူနဲ့ကျွန်တော်မင်းနဲ့ငါနဲ့ပြောလို့ရှိတယ်ကျွန်တော်မိမမကြိုက်ဘူးကိုယ့်ရဲ့9 နှစ်လောက်ကြီးမင်းနဲ့ငါနဲ့ပြောတာငယ်ကြီးမှမကြောက်ဘူးလားမကြောက်ပါဘူးချစ်လို့ပြောတာပဲအဲ့လိုပြသူကွယ်လွန်းတော့ပန်းခွေလေးနှစ်ခွေပဲရှိတယ်တစ်ခွေကကျော်ရဲ့ပန်းခွေနောက်တစ်ခွေကတမ်းမြင့်အောင်ရဲ့ပန်းခွေကျွန်တော်ကတမ်းမြင့်အောင်ရဲ့အဲ့ပန်းခွေတစ်ခွေဘယ်လောက်ကျ2000ကျတယ်ဆရာငါ့ကိုတစ်ခွေလုတ်ပေးစမ်းမှာခုသွားပြီးပြေးဝစမ်းမှာတမ်းမြင့်အောင်ကပြောတယ်တင်းကြိုတော့မှာပဲဆရာရဲ့ပန်းခွေမဝယ်ပါနဲ့ရက်လေကြလို့ရှိရင်မုံဟင်းငါကလေးကျွေးကြတယ်ပတ်စံမရှိဘူးဆရာရဲ့အဲ့ဒီပန်းခွေဖို့2000ကိုမုံငါကျွေးပါဆရာရဲ့ကျွေးရတယ်ကိုလုံနိုင်တာစွမ်းကိုပေးကြကျော်သူနဲ့တမ်းမြောင်ကကားကောင်းစားကြီးနဲ့ကျော်သူကိုယ်တိုင်မောင်းတယ်ကျွန်တော်ကအဲ့ဒီခေါင်းကိုထမ်းပြီးတော့ကားပေါ်ရောက်အောင်တင်းနေချစ်ဦးညိုးကငိုချင်းတယ်နောက်ကနေငိုလိုက်တာသူကတနာလိုက်တာကိုကသိတနာဖို့ကောင်းတာပဲတအားကုန်ဆိုင်ကြည့်တယ်ငငိုရင်နဲ့ဒီကောင်ကဘယ်လိုတွေးပေါက်သွားတယ်မသိကျွန်တော်လာပြောသေးတယ်အကိုသေးရင်လည်းတအားငိုမှာပဲဗျာဩရေးတယ်မမင်းငိုဖို့ငါသေပေးအောင်မှကြလို့သူရေးတဲ့စာကလေးတစ်ပုဒ်ပါဟာတစာရေးဆရာကြီးပါသူကလက်ဖေးဆိုင်မှာလက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်သူလက်ဖေးဘယ်လိုတော့အမှန်တော့မသိချိုစိတ်ထားလိုက်ပါဦးဤပြစ်နေရနှိုးစီတွေအများကြီးထက်တောက်ပြီးရင်ခွေလဲကြသွားဩဤကြကွေးရလဲပြောတတ်လိုက်တာရေးတတ်လိုက်တာအဲ့ဒါလေးကိုကျွန်တော်ထားတယ်သဘောကျလို့ကိုလည်းတော်သားဆိုတော့ကျွန်တော်တို့ရွာမှာဖေးလို့တောင်မခေါ်ပါဘူးလက်ဖေးချိုးလို့ချိုတာလေးထက်ခေါ်တယ်ချိုမှကြိုက်အဲ့ဒါနဲ့ကျွန်တော်ခုနေတာမင်္ဂလာတို့ခေပင်လမ်းမတန်းပြကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်လေးတွေတန်းစီလို့ရှိတယ်တနေ့ကျွန်တော်အိမ်နဲ့နီးတဲ့လက်ဖေးဆိုင်ပြီးတော့တောက်ပါတယ်ဇပွဲတို့လေးက10 နှစ်သားလေးသူကျွန်တော်သိပါတယ်ဒီကောင်နောက်တောက်နဲ့မေးတယ်ဘယ်လိုပြောမှလဲစာရေးဆရာကြီးညနေဘိုးကမသေးဘူးကျွန်တော်ဒီကောင်ကိုနောက်ချင်စိတ်ပေါက်တာနဲ့ဤကွေးမှတယ်လို့မှားလိုက်ဟဲ့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်กว่าလို့အဲ့ခြာတိတ်ကကျွန်တော်ကိုကြည့်ပြီးပြုံးနေ
ရပါတယ်ဖြောစရာကိုလှမ်းပါတယ်လက်ဖေးတစ်ခွက်ဟေ့ချိုစိတ်ဤပြစ်ခွေလဲကြောက်ပရောင်းဂိတ်ဆုံးတယ်ကြောက်ပရောင်းကထညက်ထွက်တယ်ဂိတ်ကဆုံးရအောင်မယ်ဤကြကွေလွန်လာအောင်မေဒီကလေးဖြည့်စရာရှိတယ်မှန်တဲ့တိုင်းပြောရင်စာရစ်ဆရာလူရင်းသားစောချစ်မှာဖြည့်စရာမရှိဘူးဤကြကွေဟာအာနာကုန်ပြီထင်းနေတယ်ဟာဒီကောင်ငါတွေသာတာပဲအဲ့ဒီကလေးစီကဒါလေးကိုကျွန်တော်သင်ယူမှတ်သားထားတယ်နောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်ကလေးပါပဲသူ့တဲ့2နှစ်လောက်ကြီးတယ်မေးပါလေဘယ်လိုဖြောရမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်လို့ရအောင်ဟိုကောင်လေးပြောတာပါထဲ့မှလိုက်အဲ့အောင်ချိုးစိတ်ဤပြစ်ခွေလဲဘရောင်းဂိတ်ဆုံးกว่าအဲ့ဒီခြာတေးကလည်းကျွန်တော်ကြည့်ပြီးပြုံးနေရပါတယ်တဲ့ဖြောဆရာကိုလှမ်းပါလက်ဖေးတစ်ခွက်ဟေ့ချိုးစိတ်ဤပြစ်ခွေလဲကြောက်ဘရောင်းဂိတ်ဆုံးတိုင်ဖက်ပလက်လန်းဩဇာသိကောင်းတာပဲတအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပက်လက်လန်လို့ဒီကောင်ဘယ်လိုလုပ်စဉ်းစားတော့ကျွန်တော်မစဉ်းစားမိတာအမှန်ပါပဲဟိုကလေးတွေမြန်တော်လိုက်တာကွာသူပြောလိုက်တော့လည်းဟုတ်တယ်ချိုလိုက်တာကွာတိုင်ဖက်ကိုပက်လက်လန်ရောဟာဒါလည်းကျွန်တော်ဒီကောင်စီကသင်ယူမှားရပြန်နေနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပဲဘယ်လိုပြောရမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်စရာမရှိတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာကျွန်တော်ကုန်တန်းစီလွတ်လိုက်ဟဲ့အောင်ချိုစိတ်ဤပြခွေလဲကြောက်ဝရောင်းဂိတ်ဆုံးတိုင်ဖက်ပက်လက်လန်ကွာအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဗျဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ချောဆရာကိုလှမ်းပါတယ်လက်ဖက်တစ်ခွက်ဟေ့ချိုစိတ်ဤပြခွေလဲကြောက်ဝရောင်းဆုံးတိုင်ဖက်ပက်လက်လန်မြောင်းရတဲ့ခေါင်းဆိုင်တလောက်တောင်ချိုရင်လာတာသေစမ်းกว่าဆိုအဲ့ဒီစကလုံးนี่ကျွန်တော်မှဖြည့်ပြောတာမရှိပါဘာဖြစ်လို့တော့ကျွန်တော်အဲ့စကလုံးนี่လောက်ကိုမလောက်တတ်ဘူးအဲ့ဒါလက်ဖေးဆိုင်ကကလေးတွေမှလောက်တတ်တာဟိုဒီကောင်တွေငါတယ်တာတာပဲသဘောကျတယ်သို့တော့ကျွန်တော်ထပ်မမှားရဲတော့ပါဘူးထပ်မှန်သေချင်းစိုးနဲ့သေတွေပါသူတို့လောက်ရင်ကိုယ်ခံရအောင်မယ်အဲ့ဒါကလေးကိုသဘောကျလို့ကျွန်တော်စာတစ်ပုဒ်ပြန်ရေးတယ်ခေါင်းစဉ်ကကိုယ့်တဲ့သာသောကလေးများကလေးရဲ့လူမြန်မင်းထင်မသေးလိုက်ပါနဲ့သူတို့မှာကိုယ့်တဲ့သာဓာတွေအများကြီးရှိပါတယ်ကျွန်တော်ဖတ်တဲ့လူကိုဗျာပြုံးပါစေရဲပါစေလို့မျှဝေခြင်းယုံမကအတိကလေးတစ်ခုပေးခြင်းပါတယ်လူတိုင်းမှာကိုယ့်တဲ့သာဓာရှိတယ်အဲ့ဒါလေးကိုတတိရှိစေခြင်းပါတယ်အဲ့လိုမဟုတ်တဲ့ခါကျတော့ချို့သောလူတွေဟာကိုအရာငါသာလျင်သိငါသာလျင်တော်ငါသာလျင်တက်ငါမှတပါခြားသောလူတွေငါ့ကိုဘယ်သူမှမမီဘူးအဲ့လိုငါဆွဲအတ္တငါမာနတွေထောင်လွှားကြတယ်ငါကိုလာမကြောနဲ့မောသွားမယ်ငါကိုလာမချောက်နဲ့မှောက်သွားမယ်ငါကိုမထိနဲ့မီးပွင့်သွားမယ်ငါအကြောင်းမကောင်းမပြောနဲ့ငါအကြောင်းမကောင်းမရေးနဲ့ငါကိုဘာကောင်မှတ်တယ်လဲဟိုးပြောလိုက်ကြတဲ့လူတွေကိုသိတ်တော်တာပဲလို့ထင်ရင်မတော်သေးလို့ပါပဲအဲ့ဒါကိုထုတ်ပြီးတော့ပြောပြီးဆိုရင်တော့အတော်လျှော်လို့ပါပဲများကြွားဝါပြောရင်များနှိမ်သွားပါတယ်ဒါကလေးကိုကျွန်တော်ကသိစေခြင်းနဲ့သတိရှိစေခြင်းနဲ့ကလေးလေးတွေကိုယ့်ရဲ့သားတွေလို့ပြောချင်တာပါဒီအဲ့ဒီမှာဒါကိုမျိုးကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်အသစ်ကလေးထည့်ထားတာမြင်တယ်အချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရအောင်မင်းမေးတာကိုငါကမဖြေနိုင်ရင်မင်းကို200ပေးမယ်ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ဟိုတရားရန်တစ်ကလေးလိုချင်လို့ကောင်းလေးကပြောတယ်မလုပ်ချင်ပါဘူးဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမယ်
ငါရှုံးရင်200တောင်ပေးရမှာပါကွလောက်ပါကွကလေးကညင်းလို့ကိုမရဘူးအတင်းအညီခိုင်းနေတော့နောက်ဆုံးကောင်လေးကကဲအဲ့ဒါဆိုလဲကျွန်တော်အရင်မေးမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဘလူနည်းနည်းခေါင်းစားသွား2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမမြင်ဘူးကောင်လေးကဆက်ပြောတယ်ဂျိုးကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဘလူစဉ်းစားတယ်လှက်ပတ်မျိုးမျိုးတွေးဘယ်လိုမှစဉ်းစားလို့မရအတော်လေးကြာတော့ကောင်လေးကပြောလေဦးလေးမသိဘူးကွာတဲ့ရော့ယူတော့သူ့စကားနဲ့သူစောင်းကြီးအောင်ကြီးငွေ200ထုတ်ပေးကောင်လေးကပြောတယ်ဦးလေးမေးလက်မေးတော့ပိုလူကအခုကကောင်လေးမေးတဲ့ကောင်ကိုမကျေနပ်ဘူးသိချင်တယ်အဲ့ဒါဘာကောင်လဲမသိဘူးကြောက်တစ်ပြန်မမေးတော့ဘူးကွာတဲ့ခုနမင်းပြောတဲ့ကောင်မဲငါပြန်မေးမယ်အဲ့ဒါဘာကောင်လဲပြောကောင်လေးကတွေးထောင်နဲ့တရားတန်လေးထုတ်ပေးလိုက်ရော့ကျွန်တော်လည်းမသိပါဘူးကလေးသွားနှက်တဲ့ကောင်တရားရှုံးသွားတယ်ဒါကြောင့်မလို့လူတွေဟာကိုယ်နေရာကလေးမှာကိုသိတာကလေးရှိပါရဲ့သူ့နေရာမှာကြတော့သူသိတာတွေအများကြီးပဲအဲ့လိုမမှန်ကန်ကန်နားလေရင်အသင့်တင်ရင့်ကျက်ပြီတဲ့အဲ့ဒီလူတွေကမကြွားရဲတော့ပါဘူးသူများကိုလည်းအထင်မသေးရတော့ပါဘူးကိုလည်းအထင်ကြီးပဝင်မြင့်မဖြစ်မိတော့ပါဘူးလို့ဒါကလေးကိုစာချစ်သူများကိုအသိပေးခြင်းပါတယ်သတိပေးခြင်းပါတယ်လူတိုင်းတော်ကြပါတယ်လို့ဒီလိုနားလည်ပါလို့ပြောချင်ပါတယ်ကျွန်တော်ကနောက်တစ်ခုဆရာတော်ကပြောပါတယ်ကလေးတွေလည်းပါပါတယ်အသိအလိမ္မာဉာဏ်ပညာတစ်ခုခုရရင်ဒီပွဲလောက်ရတာတန်ပြီလို့ပြောပါတယ်ကျွန်တော်ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံကလေးနဲ့ပြောချင်ပါတယ်ကျွန်တော်ကငယ်ငယ်တုန်းကအဲ့ဒါလေးကိုကျွန်တော်စာအုပ်တုပ်လည်းရေးထားပါတယ်ကျွန်တော်ငယ်ငယ်တုန်းကညံ့ပါတယ်လျှော်ပါတယ်ဖြင်းပါတယ်ဘာကြောင့်ညံ့နှုံးဆိုရင်ကျွန်တော်မှသိငယ်စိတ်အကြီးကြီးရှိပါတယ်လူတိုင်းကိုပြောချင်ပါတယ်မင်းသိငယ်ပြီဆိုရင်တော့ညံ့ပြီလို့သာမှတ်လိုက်တော့တစ်သက်လုံးနှိမ်သွားလိမ့်မယ်ဖြင်းသွားလိမ့်မယ်မှန်တော့သိငယ်စရာလူတိုင်းမှာရှိပါတယ်ကျွန်တော်ဘာဖြစ်လို့သိငယ်တုံးဆိုတော့ကျွန်တော်ရွာကလေးကပိုးစစ်ငိုင်ဆိုတဲ့မြို့ကလေးနဲ့ဒီ6မိုင်ဝေးပါတယ်လယ်သမားရွာကလေးအင်ဂျီ100လောက်ပဲရှိပါတယ်တရွာလုံးလယ်သမားပါပဲကျွန်တော်အဖေကလည်းလယ်သမားပါပဲကျွန်တော်တို့မှာကိုယ်ပိုင်လယ်ကလေးရှိတော့ထမင်းနဲ့မှန်စားရပါတယ်လယ်သမားကမချမ်းသာပေမဲ့ဆန်ရှိပါတယ်စီရပါတယ်ရာခင်းကပဲထွက်ပါတယ်အဲ့ဒါဆိုရင်စားလို့ရတာပဲသို့တော့ကျွန်တော်9နှစ်သားမှအဖေကွယ်လွန်သွားပါတယ်အမေ24နှစ်မှမုတ်ဆိုးမှဖြစ်မလုတ်တက်မကင်တတ်တော့လေယာစီးပွားကလေးပြက်သွားတယ်ကျွန်တော်ကိုဖေကြီးနဲ့အမေကြီးကခေါ်ယူပြီးတော့မွေးစားပါတယ်အဖေကြီးကတော့အဲ့ဒီရွာကလေးမှာသူတယောက်ပဲလယ်သမားမဟုတ်တာဘာလို့ဆိုဖေကြီးကမူလာတန်းကျောင်းအုပ်ဆရာကြီးပါပဲသို့သောမူလာတန်းကျောင်းအုပ်ဆိုလို့သူ့မှာလက်ထောက်ကတော့တယောက်မှမရှိပါဘူးသူ့ဘာသာတယောက်တည်းအုပ်နေရတဲ့ကျောင်းမှာပဲဖေကြီးကျောင်းကလေးကလည်းသေးပါပဲဒီရှိတခန်းစာလောက်ရှိပါတယ်ပုဏ္ဏမှာကလေး20လောက်တငယ်တန်းလေးတင်မုံကြီးတစ်ချက်ထောင်ထားတယ်တင်မုံဆိုလို့လည်းကောင်းကောင်းမဟုတ်ပါဘူးသူ့ပြပေါင်ကွတ်ထားပါတယ်ဒီဘက်နားမှာကလေး18ယောက်လောက်တင်မုံကြီးတစ်ချက်နဲ့တငယ်တန်းကြီးဒီနားမှာကျတော့ပထမတန်းကလေး14ယောက်လောက်ဒီနားမှာဒုတိယတန်း12ယောက်လောက်တတိယတန်းကျတော့6ယောက်ရှိတော့စရုပ်ထတန်း4တန်းကျတော့2ယောက်ရှိတော့ကျွန်တော်တို့ကျောင်းကလေးမှာတငယ်တန်းလေးပဲလူများတယ်အတန်းကြီးသွားလေလူနည်းလေပဲဘာဖြစ်တာတော့ကျွန်တော်တို့ရွာလယ်သမားတွေကဒုတိယတန်းလောက်အောင်လို့သေစာရှင်းစာဖတ်တတ်ရင်တော်ရောပေါ့ကျောင်းထုတ်သွားကျွဲကျောင်းခိုင်းနွားကျောင်းခိုင်းနေကျွန်တော်တငယ်ချင်းတွေအဲ့လိုနီးနဲ့ညံကောင်းမာရဲ့နဲ့လေရဲရတယ်
ရောက်သွားကြဒီเจ้าကလေးမှာဒီတရန်းနဲ့ဘာမှကာထားတာမရှိပါဘူးကာလို့လည်းဘယ်ဖြစ်မလဲဆရာတယောက်တည်းခလေကောင်ကထိုင်ကြည့်ရင်တန်းအားလုံးကိုမြင်တယ်ဖေကြီးကကြည့်နေငြိမ်နေသို့သောဖေကြီးကပထမတန်းကိုသွားစာပြလို့ရှိရင်နောက်ကျောပေးလိုက်တဲ့တတိယတန်းကောင်ကြီးကြောက်တယ်မုံနဲ့ဆွဲခုတ်ကုန်ကြပြီညံပွဲချအဖေကြီးကတတိယတန်းကိုပြေးပြီးတော့စူပြော့ဖြင်းနေတော့ရှိသေးနောက်ကျောပေးလိုက်တဲ့ဒုတိယတန်းကောင်ကြီးနှစ်ပန်းချပြန်ပြီဒုတိယတန်းပြေးရပြန်ပြီဖေကြီးခမညာကျွန်တော်ထင်ပါတယ်စာသင်ရတာကနည်းနည်းရံပွဲဖြင်းရတာကများဒီเจ้าကလေးမှာကျွန်တော်သိကြိုက်တာတခုရှိပါတယ်ဘာလို့ဆိုတော့စာမေးပွဲလုံးဝမရှိပါဘူးအလွန်ဟန်ကြပါတယ်ပထမဆန်းလည်းမရှိဒုတိယဆန်းလည်းမရှိအတန်းတင်စာမေးပွဲကြီးလည်းမရှိပါဘူး။နှွေရာသီသူများเจ้าနေပိတ်ကျွန်တော်တို့เจ้าလည်းခက်တီတီနဲ့ပိတ်လိုက်တာပါပဲ။စာမေးပွဲတွေပြီးသွားတဲ့သဘောပါပဲ။เจ้าပြန်ဖွင့်တဲ့ခါကျတော့ဖေကြီးကကိုပရင်းမောင်နာကကောင်းနေဒီစပွဲနာကိုရွှေ့လိုက်တန်းတက်သွားတာပါပဲ။ဒီစပွဲနာကကောင်းနေကောင်းရင်ပေါက်ကိုသွားလိုက်လေးတန်းရောက်သွားတာပဲ။တယောက်မှလည်းမကြပါဘူး။ဘယ်ကြမလဲဖြေမှမဖြေရတာပဲအေးမင်းကထွက်သွားရင်တော့2တန်းထွက်2တန်းမရ3တန်းထွက်3တန်းရမထွက်ရင်တော့မင်း4တန်းရမယ်အောင်သလားမမေးနဲ့ဖြေရဘူးအဲ့လိုနည်းနဲ့ကျွန်တော်က4တန်းရောက်သွားတယ်ဗျကျွန်တော်4တန်းရောက်တဲ့နှစ်ကျတော့ဖေကြီးကဒီနှစ်4တန်းကစာမေးပွဲဖြေရမယ်တဲ့ဟောတစ်သက်လုံးမဖြေဘူးတဲ့စာမေးပွဲဘယ်လိုဖြေရမှန်းလည်းမသိအဲ့ဒီနှစ်ကစတယ်တဲ့၄တန်းကဘုတ်စစ်စာမေးပွဲကိုเจ้าကိုမဖြေရဘူးတဲ့စစ်ငိုင်မြို့ဘောကအစိုးရထက်တန်းเจ้าကိုသွားဖြေရ၄တန်းမသွင်းနိုင်ဆရာကြီးကိုထုကြည်လွာတောင်းမယ်အရင်ကတော့ဖေကြီးကသူ့2ယောက်အောင်လိုက်4ယောက်အောင်လိုက်နဲ့သူ၄တန်းအောင်စင်းတွေထွက်နေတာပဲအခုတော့မရတော့ဘူးသွားဖြေရအဲ့တော့အခါမှမဖြေဘူးတဲ့စာမေးပွဲမှာကိုเจ้าလည်းမဟုတ်ဘူးဗျာစစ်ငိုင်မြို့ဘောကထက်တန်းကြောင်းသွားဖြေရမယ်အဲ့ဒီနှစ်ကကျွန်တော်တို့เจ้าမှာ၄တန်းကြောင်းသားလည်းများစားပါပဲကျွန်တော်တယောက်တည်းရှိပါတယ်တိုင်မင်ဘောတိုင်မင်ဘက်တောင်မရှိဘူးတဖေကြီးကြောက်တော့သွားဖြေဆိုတော့ဖြေရပါတယ်ဖြေလိုက်တော့လည်းကျွန်တော်အောင်သွားတယ်ဗျအဲ့ဒီနှစ်ကကျွန်တော်တို့เจ้าရဲ့၄တန်းအောင်ချက်ကတော့ရာနှုံးပြေးပါပဲတယောက်တည်းဖြေတာတယောက်တည်းအောင်တော့ရာနှုံးပြေးပေါ့စစ်ငိုင်မြို့ဘောကနာမည်ကြီးကျောင်းက54ယောက်သွင်းတယ်50အောင်တယ်4ယောက်ကြတယ်ကျွန်တော်တို့ကျောင်းကိုအောင်ချက်မမီပါဘူး92ရာနှုံးပဲရှိတယ်ဖေကြီးကသဘောကျမင်းမြို့ကျောင်းသွားတက်ရမယ်တဲ့ကျွန်တော်ရင်မြို့ကျောင်းသွားတက်တာတယောက်မှကျွန်တော်တို့ရွာမရှိပါဘူးဘယ်ရှိမလဲဗျာ6မိုင်ဆိုတော့သွားပြန်12မိုင်စက်ဘိန်းကလေးဝယ်ပေးရကျွန်တော်တို့ရွာလေသမားတွေကဝယ်မပေးနိုင်ပါဘူးဖေကြီးကတော့ကျောင်းဆရာဆိုတော့သူ့မိကိုစာတတ်စေချင်တယ်တဲ့ဘိန်းကလေးတစ်စင်းဝယ်ပေးမယ်သို့တော့ကျွန်တော်ကံမကောင်းမှုဗျကျွန်တော်၄တန်းအောင်တဲ့နှစ်မှာဖေကြီးကအငိမ့်စားယူရတယ်လာကမရှိတော့လာကမရှိတော့သူ့မှာဝင်ငွေမတိုးတော့အရင်စုထားတဲ့ငွေကလေးနည်းနဲ့ဘိန်းကလေးတစ်စင်းရအောင်လိုက်ရှာတယ်ရလာပါတယ်ဘိန်းကဆိုင်သွားဝယ်လို့ရတဲ့ခက်မဟုတ်ဘူးဗျဟိုရွာဒီရွာရောက်မဲ့လူလှည့်ရှားရလာတဲ့ဘိန်းကလေးကငွေအားနည်းလို့အတော်အိုပါတယ်ဘလောက်မြန်အိုတော့ကျွန်တော်အဲ့ဒီတုန်းကနေခုဒီတော့ရရောက်တဲ့အထိအဲ့ဒီဘိန်းလောက်အိုတာတခါမှမတွေ့တော့ပါဘူးကျွန်တော်ဘိန်းလေးတစ်စင်းလုံးမှာအယောင်လက်တဲ့နေရာတနေရာမှမရှိပါဘူးလက်ကင်မဲလေးပဲမဲမှာပေါ့တန်ကြီးတွေတက်နေကိုယ်မဲပါတယ်စပုတ်တန်တချောင်းမကြံအကုန်မဲပါတယ်တနေရာလောက်အယောင်လက်တဲ့နေရာကိုရှာတွေ့လောင်ကြီးစားကြီးချရဲတယ်အဲ့တော့ဒီဘိန်းလေးဗျာဘိန်းအိုလေးကိုဝဲပေးတဲ့အဖေကြီးရဲ့ကျေးဇူးကိုပေါ့တန်အောင်ပြောတာမဟုတ်ပါယုံသေးစွာရှ िख ိုးကြော့ပါတယ်အဲ့ဒီဘိန်းကလေးကိုကျွန်တော်သိချစ်ပါတယ်ဘယ်လောက်ချစ်တော့ညအိယာဝင်တိုင်းတခါနမ်းပါတယ်
စာရေးဆရာစိတ်ကူးရင်နာလားမဟုတ်ပါဘူးတကယ်နမ်းပါလေဘယ်နာနမ်းတော့ဟိုလက်ကင်ဆုံးကဝက်ဦးမဲမဲလေးနမ်းပါလေအခုလိုဆောင်းတွင်းဆိုရင်အေးဆက်ဆက်မာကြောကြောပါပဲနမ်းလို့မကောင်းပါဘူးကောင်းကောင်းမကောင်းကောင်းကျွန်တော်သူ့ကိုချစ်လို့နမ်းပါတယ်ကျွန်တော်တစ်သက်မှာပထမဦးဆုံးရတဲ့ဆက်ဘိန်းပဲရွာထဲကိုကျွန်တော်ဒီဘိန်းလေးစီးရင်ရွာထဲကကလေးတွေအကုန်ထွက်ကြည့်ပါတယ်ကြည့်မှာပေါ့တရွာလုံးမှာဒီဒဇင်းရှိတယ်ဘိန်းကလေးနှစ်ဘိန်းကိုတဲ့လက်ကင်ကလေးနဲ့မလဲအောင်ထိတ်နိုင်တယ်ကွာတော်လိုက်တာကွာသဘောကျပြီးချီးမွမ်းနေကြတယ်ကျွန်တော်ကလက်တစ်ဖက်တောင်းလွတ်ပြလိုက်သေးကြွားချင်တာကိုရွာတော့ကိုဘိန်းကလေးနဲ့ဟုတ်လို့စစ်ငိမ်မျိုးပေါ်ကြောင်းကြတော့ဗျာလေးတန်းအောင်နဲ့သားသမီးတွေကိုသူတို့မျိုးပေါ်မိဘတွေချမ်းသာတာပေါ့ရလေးဘိန်းဟမ်ဘာဘိန်းအသစ်တွေဝယ်ပေးကြတယ်သူတို့ဆက်ဘိန်းတွေကနေအောင်နဲ့စီးသွားရင်တပြောင်းပြောင်းတလက်လက်နဲ့ကျွန်တော်ဘိန်းကတော့ဘာရောက်မှမထွက်ကျွန်တော်ကဆင်ပြေအောင်တွေးတတ်ပါတယ်ကောင်းတယ်လို့ငါဘိန်းကနေအောင်နဲ့စီးသွားရင်ဘသူမျက်စိမှာဒုက္ခမပေးဘူးဘယ်ပေးမလဲအယောင်မှမထွက်တာပဲဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးပါတယ်အဝတ်စားချင်းရှင်တော့လေရှုံးတာပဲဗျာရှုံးမှာပေါ့ဘိန်းကအိုးလမ်းကကျန်းတတိုင်းတိုင်းလဲရင်လည်းမသက်သာပါဘူးဂျွန်းပြစ်ကြဘုံလေးကပေး17နှစ်သားလောက်ပေါ့ကျွန်တော်မငိုပါဘူးငိုရင်လည်းချော့မဲ့လူမှမရှိတာပဲငိုတယ်ဆိုတာချော့တဲ့လူရှိမှငိုလို့ကောင်းတာဗျမရှိတော့ကျွန်တော်ဖုံလေးတွေခါပါတယ်လူလည်းထပ်ပြီးတော့စီးပြန်နေတော်တော်လေးစီးပြီးတော့တိုက်ပြန်ပြီးဒိုင်းလွင့်ကြပြန်ပြီးဖုံနေပေးပြန်ပြီးခါပါတယ်3ချိန်လဲတော့မခါကျင်တော့ပါဘူးခါရင်လည်းနောက်တစ်ခါပြန်လဲဦးမှာပဲမြို့เจ้าနာကြမှာအကုန်ပေါင်းခါတော့မယ်အဲ့ကြတော့လေဗျာချွေးနဲ့ဖုံနဲ့ကတ်တော့အင်ကြီးလေးတွေကပေလို့နွမ်းလို့ပါပဲသူတို့မြို့ပေါ်เจ้าသားတွေကတော့ဘိန်းကကောင်းလမ်းကကောင်းเจ้าနဲ့အိမ်ကနီးအင်ကြီးမီးဘူးကြဖြူဖွေးလွှလို့အရေးအယောင်ချင်းဘယ်တူပါမလဲပိဿချင်းတောင်မတူဘူးသူတို့ပိဿတွေပိုကောင်းပါတယ်ကျောင်းစိမ်းလုံကြီးရင်တွင်လဲသူတို့လုံညီလေးတွေပိုစိတ်ပါတယ်ကျွန်တော်တမင်လိုက်ပြိုင်တာမဟုတ်ပါဘူးမသိမသာရှိုးလိုက်မြင်းနေတာပဲရှုံးမြန်ပြီလို့မုံဘိုးရှုံးတာပဲအဖွားကျွန်တော်တနေ့မှတမူးပဲပေးနိုင်တယ်အဲ့တော့မူးခစ်မက်ခစ်ပြတမတ်ဆိုရင်ခောက်ဆွဲတုပ်မုံဒီတုပ်လက်တုပ်စုံကုံစားလို့ရတမူးမကတ်နိုင်ဘူးဘာစားရတော့ကျွန်တော်တို့ညာတလေးဂျုံစီကိုထက်ညက်နဲ့ပြည့်နေအောင်ကြိုးအုံးလေးစံမုံလေးဖြူထားတမူးဘိုးစားရင်တပကံနေဘူးရဲ့ဖိုက်ကိုကားသွားတာပဲတနေ့လုံးမစားတော့ပါဘူးကျွန်တော်နေ့တိုင်းဂျုံယိုတစ်ခွက်မှန်တီးရပါတယ်။အိုးအသက်ကြီးလို့ကျမ်းမာရေးနဲ့အာဟာရအကြောင်းတွေဖတ်တဲ့ခါကျတော့ကျမ်းဖန်ကံကောင်းနေပြန်ပြီ။အဲ့ဒီဂျုံစီနဲ့ထညက်ကိုကြိုထားတာဟာတဲ့ကလေးရွယ်လူငယ်တယောက်တွေခွန်အားဗလာတွေဖြစ်စေတယ်တဲ့ကျွန်တော်အရက်6ပေရှိပါတယ်အဲ့ဒီဂျုံယိုတွေကျေးဇူးပါမှာပါပဲဟိုလက်တော့စုံနေပါတယ်စားတဲ့ကောင်လေးဝန်းလျှောနိုင်ပါတယ်ကိုမစားနိုင်တော့လေအဲ့လိုပြောရတာပါပဲမုံဘိုးချင်းရှင်တော့လေကျွန်တော်ရှုံနေဗျာကဲအဲ့ဓာတွေရှုံရင်ကိစ္စမရှိပါဘူးစာကြမင်းအတိုင်ပြီးတာပဲစာကြလဲကျွန်တော်ရှုံးတာပါပဲရှုံးမှာပေါ့အဖေကြီးကြောက်မှာအတန်း6တန်းရှိတာမှဆရာကဘယ်နှယောက်တုံး1ယောက်သေးနော်သူတို့မြို့ပေါ်ကြောက်မှာက4တန်းကဘုတ်စစ်ဟေးရေးကြည့်တယ်ကွ6ဘာသာရှိရင်ဆရာမ6ယောက်သင်တာဗျသင်္ချာကျွမ်းတဲ့ဆရာမကသင်္ချာကို special သင်တာဗျပုံဆွဲကောင်းတဲ့ဆရာမကပထဝီသင်တာပုံပြောကောင်းတဲ့ဆရာမကမြမစားတို့သမိုင်းတို့သင်တာသူတို့ကဗျာဆရာဆုံးလင်းနဲ့သင်တော်ချင်တိုင်းတော်တက်ချင်တိုင်းတက်4တန်းအောင်5တန်းတက်ကျွန်တော်ကဖေကြီးเจ้าမှာရံပွဲဖြစ်နေရတဲ့เจ้าအဲ့ဒီကနေ4တန်းအောင်5တန်းတက်
တခုံနဲ့ရှင်ထိုင်မိကြတယ်3ယောက်တူတူပဲလို့ထင်တယ်သင်္ချာဆရာမဝင်လာမှမတူမှန်းသိပါတယ်ဆရာမကပု္ပ္ပာပေးထားတဲ့ပု္ပ္ပာကိုတဲ့3ချက်တွက်နီးနဲ့တွက်ပါတဲ့3ချက်မသိဘူးဖေကြီးကြောင့်မှ3ချက်တွက်နီးမရှိဘူးအပေါင်းနှုတ်မြောက်စားပဲရှိတယ်အဲ့ဒါနဲ့ကျွန်တော်၄တန်းအောင်လာအဲ့တော့ကလေးဆိုတော့ကိုညာမိသမျှတွေးကြည့်3ချက်တွက်နီးဆိုတာတခြားမဟုတ်ငါမတွက်တိုင်3ချက်အရိုက်ခံရမယ်နီးပဲရိုက်မှာကြောက်တော့ဘယ်ဘက်ကကောင်ကြည့်ရတယ်ဒီကောင်ကမြို့เจ้าကအောင်တယ်တွက်တက်တယ်ကုန်းလို့တွက်အဲ့ဒီကောင်ကဗျာကျွန်တော်ကြည်မန်းသိတာနဲ့ကြောကုန်းကြီးနဲ့ပိတ်ကွယ်လိုက်တယ်မကြိုက်ဘူးတဲ့ဟိုမကြိုက်မကြည့်ဘူးပေါ့ကလေးမှလည်းမာနရှိတာပဲဆိုတော့3ချက်ရိုက်မှာကြောက်တော့ညာဘက်ကကောင်ကြည့်ရတယ်မြို့เจ้าကအောင်တာပဲအဲ့ဒီကောင်လည်းဗျာကျွန်တော်ကြည်မန်းသိတာနဲ့ဒီကောင်ကြီးကတ်သက်တယ်ဗျဘလားစာရွက်ကလေးကိုထောင်ပလိုက်ကိုဘက်မှတွက်မမြင်ရတော့စာချက်သူများသူသဖြင့်သားငယ်သမီးငယ်တို့ကိုပြောချင်ပါတယ်အဲ့ဒီနေ့ဟာကျွန်တော်ဘဝကိုတစ်စစ်ချိုးပြောင်းပါပြီစောစောကပြောတယ်ကျွန်တော်မှာသိငယ်စိတ်ကြီးရှိတယ်ဆိုတာအဲ့ဒါပါပဲသိငယ်တယ်ဗျာရှေ့မှာလည်းအနှိမ့်စိတ်အငုံစိတ်တွေရှိတာပေါ့ငါးနှစ်သားမှာဖေးကွယ်လွန်းနေဘိန်းချင်းရှင်းတော့ရှုံးအဝတ်ချင်းရှင်းတော့ရှုံးမုံဘိုးလည်းရှုံးစာမှာရှုံးတာအားပြက်ဆုံးပါပဲဩငါဒီမြို့ပေါ်မှာចောင်းသားများကိုဘာတစ်ခုမှမမှီပါလားသူတို့ဒီငါတဲ့အစအစအရာရာတာလွန်ကြကုန်ဤငါဒီသူတို့အောက်မှာတစ်ထစ်နှိမ့်ပြီးရှိလေဤအဲ့ဒီလိုတွေးလိုက်ပြီးတော့အားငယ်သွားတယ်ចောင်းလည်းမနေချင်တော့ပါဘူးဗျာအဖေကြီးကြောက်လို့ဆက်နေရအဲ့ဒီမှာစာလဲကျွန်တော်မကြိုးစားချင်တော့ဘူးဗျကြိုးစားရင်လည်းသူတို့ကိုမှီမှမဟုတ်ဘူးတောမှမွေးတဲ့ငါဟာမြို့မှာမွေးတဲ့သူတို့လူညံလည်းမကောင်းအဲ့ဒီလိုထင်ပြီးတော့ကျွန်တော်စာမကြိုးစားတော့ပါဘူးကျွန်တော်တို့เจ้าကလစဉ်စာမှုပွဲစစ်လက်ပတ်စာမှုပွဲကျွန်တော်တစ်ခါမှမအောင်ဘူးပါဘူးလာတိုင်းကြပါလေ6ဘာသာဖြေရတယ်အမြဲတမ်း4ဘာသာကြပါလေသင်္ချာဒိုင်ခံကြပါလေဘဲဥတွေပါတွေဖော်ခြင်းတော်ခြင်းပါပဲညံ့ပါတယ်ကျွန်တော်တို့တန်းမှာလူ60ရှိတယ်ကျွန်တော်ရဲ့ position အဆင့်ကဘယ်လောက်မှရှိတော့42နောက်မှရှိပါတယ်တဝက်ထိမလာဘူးပါဘူးကျွန်တော်နောက်မှာကြောင်းပြေးနဲ့ကြောင်းပြက်ပဲရှိပါတော့တယ်ခက်ညံ့ညံ့ကျွန်တော်ပါပဲအတန်းထဲမှာပထမဒုတိယတတိယတစ်ခါမှမရဘူးပါဘူးကျွန်တော်မှတ်မိပါတယ်ကောင်မလေး2ယောက်နဲ့ကောင်လေး1ယောက်နဲ့အဲသူတို့3ယောက်ပဲအလဲလဲနဲ့လူပြီးယူနေကြယူပေါ့ဒါသူတို့ကိစ္စပဲကိုနဲ့ဘာဆိုင်နာမှတ်လို့ကျွန်တော်သူတို့မနာလိုစိတ်လည်းမရှိပါဘူးလူချင်းစိတ်လည်းမဖြစ်ပါဘူးကိုယ့်ဘာသာကို42နောက်မှာအေးဆေးဆေးနေနေတာခက်ညံ့ညံ့လူပါပဲအဲ့တော့ကံလျော်စွာပြကျွန်တော်မြန်မာစာလေးတစ်ဘာသာတော့မဆိုးဘူးလာတိုင်း2ဘာသာအောင်တဲ့ထဲမှာမြန်မာစာဒိုင်ခံပါတယ်ဒီနေ့မြန်မာစာဆရာမကတန်းနဲ့ဝင်လာပြီးတော့သင်္ဘုံကြီးပေါ်မှာကြပြာကလေး2ချောင်းရေးပေးပါတယ်ရိုးနှကောင်ထနှောင်းပင်ကြီးနှောင်းကလွမ်းအောင်ကူချွဲပတော်ဖြူစာလူရေးတော့ပန်းတော်ဖြူပြင်းမြက်ကမြေစာထူးလာတယ်ဖိုးတောင်သူတဲကျွန်တော်တို့မြန်မာစာဆရာမအဲ့ဒီကြပြာကိုတဲ့တင့်လျော်ရာခေါင်းစဉ်တက်တမျက်နှာကစာစီကုန်းမှာဟိုးကျွန်တော်လှုပ်တတ်တယ်သိတယ်ရေးမလို့ပြင်းနေတော့ဟိုကြောကုန်းကြီးနဲ့꿰တဲ့ကောင်ဒုက္ခရောက်နေပြီကျွန်တော်လှမ်းမေးတယ်ဟဲ့ဟိုဂျိုးကဘယ်လိုကောင်လဲတဲ့ဟာမြို့ဘွားကောင်ဂျိုးမသိဘူးကျွန်တော်သိတာပေါ့ကျွန်တော်တို့ရမှာဂျိုး2ကောင်ပဲကမလဲအုပ်လိုက်ရှိတာပဲဟာဟဲ့ကျွန်တော်သူ့လိုမကတ်တတ်ဘူးဂျိုးဆိုတာငှက်ခိုးလောက်ရှိတယ်လေလက်ပြီးမှပျောက်ကလေးတွေနဲ့တကူကူမြည်တာဂျိုးပေါ်ကွညာဘက်ကဗလာစာရွက်ထောင်တဲ့ကောင်လည်းပြဿနာတက်နေပြီကျွန်တော်လှမ်းမေးတယ်ဟဲ့ထနှောင်းမင်းညီနောင်နေပါလေရှိလို့လားဟိုးရှိတာပေါ့ကွတို့တော့ကလူတွေကမင်းသစ်ပင်တွေကိုဆွေမျိုးဆက်ထားတာဗျညောင်မေမောင်နှမတွေထန်းညီအကိုတဲ့ထနှောင်းမင်းညီနောင်တဲ့ရှိတယ်ကွရှေ့ခုံအကောင်ကမာရီကျော်ကြီးနဲ့လှမ်းမေးနေသေးဟဲ့
ပန်းတော်ဖြူဆိုတာဘယ်လိုပင်လဲတဲ့အမြင့်ကြီးလားတဲ့ဟိုးဘယ်မြင့်မလဲမြက်ဘရောဖြူတို့ဘရောညိုးတို့နွားတွေကြိုက်တယ်ကွဟာအဲ့ဒီနေ့ကတော်သားဖြစ်ရတာတော့စတိုင်ကြပါတယ်ကျွန်တော်ကြည့်ရင်စာရေးဆရာလုံးမှာဆရာပြောထားတာဟောကောင်းလေးကပြောတယ်အေးမင်းစာရေးဆရာလုပ်ချင်စာတွေအများကြီးဖတ်ရတယ်ကွဟိုးကျွန်တော်ဖတ်တာပေါ့စာတွေစင်ငယ်မြို့မှာစာကြည့်တိုက်ရှိတယ်ဗျဝန်ထမ်းတွေကထောင်ထားတာအဲ့ဒီစာကြည့်တိုက်ကစာအုပ်တွေကျွန်တော်ကုံအောင်ဖတ်တယ်ဗျနောက်တော့ကျွန်တော်10တန်းရောက်တယ်ဗျ10တန်းရောက်တော့အသက်က15နှစ်ပေါ့နော်အရွယ်ကလေးကမရောက်တယောက်စိတ်ကလေးကကြောက်ကရောက်သိရွယ်လှုပ်တာမြင်ရည်ကျင်တယ်ဆိုတဲ့အရွယ်ဗျဘာမှလည်းမသိဘူးသိရွက်ကသူ့ဟာသူလှုပ်တာဘာကိစ္စရည်ကျင်လဲမသိဘူးရည်တော့ရည်ကျင်တယ်ဥနေပြီတဲ့အဲ့ဒါယောက်ျားလေးတွေရည်ကျင်တာမဟုတ်ဘူးကောင်မလေးတွေရည်ကျင်တာပဲဘာဖြစ်တာတော့ရင်ထဲမှာပဇွန်စိတ်ကလေးတွေဆက်တော့ခုံနေပြီတဲ့အဲ့ဒီရွယ်မှာဗျချစ်ရကိုစိတ်ဝင်စားတယ်အချစ်ကိုစိတ်ဝင်စားတယ်ဗျကျွန်တော်အချို့အထူးတွေဖတ်ပြီးဖတ်တဲ့ခါကျတော့ကျွန်တော်ဒီထဲမှာကျောင်းသားတွေပိုင်ကြိုထားပြောစမ်းပြရစီအောင်မင်းဖယ်ရမ်းမှမအောင်ရင်တော့ရည်စားမထားနဲ့အောင်ဣစကလီတောင်မထုနဲ့အထုလွန်သွားရင်ပြဿနာတက်နေကျွန်တော်မှသားတယောက်သမီးတယောက်ရှိပါတယ်ကျွန်တော်သားနဲ့သမီးကိုလည်းကျွန်တော်ပြောပါတယ်သားတို့သမီးတို့မင်းတို့10တန်းမအောင်သေးရင်တော့ရည်စားမထားနဲ့အဲ့ဒီကိစ္စစိတ်ဝင်စားနဲ့သူတို့ကလည်းမဝင်စားပါဘူးသူတို့ရခြင်းနဲ့ဂုံတုတွေနဲ့သူတို့ရောက်ချင်တဲ့ကသူကိုတက်ရဖို့တစားနဲ့စူးစားပါတယ်သူတို့အောင်ရပါတယ်သူတို့ကျင်တိုင်းလည်းရကြပါတယ်တက်ကသူရောက်တာတောင်မှ2နှစ်လောက်ရှိပြီဒီကောင်နေရည်စားထားဖို့မေ့နေတယ်ကျွန်တော်ကသတိပေးရသေးသမီးလေးရည်စားထားရင်ထားလို့ရပြီနော်ဟုတ်တယ်ဗျကျွန်တော်ပြောချင်တာကအချိန်မကြခင်မလုပ်နဲ့လို့ပြောချင်တယ်သူ့ချိန်ကြတော့မင်းအတိလည်းရင့်လာပြီကျွေးတဲ့ခြေတက်လာပြီဟို10တန်းမှမောင်သေးပဲနဲ့မင်းအဲ့ဒါဝင်စားရင်10တန်းအောင်မှမဟုတ်တော့ဘူးမင်းဘဝလေလော်ရင်တက်ကျိုးသွားတော့မှာပေါ့ခုတိခုလက်မှာဘာမှအဖတ်ဆယ်လို့ရမှာမဟုတ်တော့ဘူးအဲ့ဒါကိုပြောချင်တာပါအဲ့တော့ကျွန်တော်ကိုယ်တိုင်ကြတော့အဲ့လိုသတိပေးမှလို့မရှိတော့ကျွန်တော်10တန်းကျောင်းသားမှာကျွန်တော်ဖတ်တဲ့အချစ်ဝတ္ထုလေးတစ်ပုဒ်ကြောင့်၅ပါးမှောက်ဖူးပါတယ်ဝတ္ထုတွေကဖတ်နေရင်ကောင်ကလေးကဇက်လိုက်ကောင်ကလေးက10တန်းကျောင်းသားတဲ့ဩကောင်းတာပေါ့ဟဲ့ငါလည်း10တန်းမဲကွဝတ္ထုဖတ်ရင်နဲ့မိတ်ဆက်နေရသေးဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးမှာဟာပူတောင်ကောင်းသေးကွာဟဲ့ငါအမေလည်းမုတ်ဆိုးမှာပဲကွာဟိုကို့အမေမုတ်ဆိုးမှာဖြစ်တာအဲ့ဒီတခါပဲဂုံယူခဲ့ရတယ်ဝတ္ထုတွေကဇက်လိုက်နဲ့တူနေလို့ဆက်ဖတ်တော့သူ့အမေကဆင်းရဲဟာဟဲ့ငါအမေလည်းဆင်းရဲပါတယ်ကွာ3ချက်တူပြီဗျာကြိုက်တာပေါ့ရှစ်ဆက်ဖတ်တော့သူဟာတဲ့သင်္ချာကိုသိမ့်မုန်းတာပဲတဲ့ဟာကောင်းမြန်ပြီဟဲ့ငါလည်းသင်္ချာဆရာမတော့မကြည့်ချင်ပါဘူးသင်္ချာကြောက်တော့ဆရာမပါကြောက်သွား4ချက်တူပြီဟာဒီဝတ္ထုကျွန်တော်သိသဘောကျတာပဲဆက်ဖတ်တော့သူ့မှာချစ်သူရှိတယ်တဲ့။အိုးဒီရေးကြည့်တာလေးကြမှာမတူတော့ဘူးဗျ။ကျွန်တော်မှချစ်သူမရှိဘူး။ဆက်ဖတ်တော့သူ့ချစ်သူကောင်းမလေးကသူ့နဲ့တန်းတူပဲတဲ့10တန်းကအိုးဒါဆိုရင်တော့လေရနိုင်ပါတယ်ကွာ။အဲ့ဒီဝတ္ထုကိုဖတ်တဲ့နေရာစတော့ကျွန်တော်ကိုနဲ့တန်းတူ10တန်းကမိန်းကလေးများကိုစတင်ပြစ်မှားတော့တာပါပဲ။ဘိုးကောင်နဲ့တူရင်လို့ပါဆက်ဖတ်တော့သူ့ချစ်သူကောင်မလေးရတဲ့အတန်းထဲမှာရုပ်ကလည်းချောတယ်တဲ့ပတ်စံလည်းချမ်းသာတယ်တဲ့ဒါလည်းဖြစ်နိုင်ပါတယ်ကွာအတန်းထဲမှာကျွန်တော်ရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်မလေးတွေအားလုံးကင်းလွတ်ခွင့်ပေးလိုက်ပါတယ်သွားကြနင်တို့မပါဘူးနောက်ဆက်ဖတ်တော့ဗျသူက10တန်းစာမေးပွဲကိုမဖြေတော့ဘူးတဲ့ဟာအဲ့ဒါကောင်းဆုံးပဲကွာကျွန်
ကျွန်တော်လည်းဗျာအဲ့ဒီ10 တန်းကိုမှန်တဲ့တိုင်းပြောရဒီတောင်ကိုမုံဖြိုးပါမမြင့်မို့လားလုံးဝပြိုမယ်မထင်ဘူး10 နှစ်မကောက်တသက်ဖြေတော့မအောင်ဘူးလို့ထင်တယ်အဲ့တော့ကိုယ်သဘောကျတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ထောက်ခံတယ်ကောင်းတယ်ကွာမဖြေနဲ့ငါလည်းမဖြေတော့ပါဘူးလက်ရင်းသားစောချစ်ဝတ္ထုရင်းနေခြင်းမဟုတ်ပါတကယ်ကိုမဖြေတော့ရိုးနံပါတ်ထွက်ပါပြီတလပဲလိုပါတော့တယ်အမေကျွန်တော်ကိုမေးပါတယ်ငါသားမင်းဘာလို့မဖြေတာလဲဒီမေးခွန်းကိုအမေမေးလိုက်မယ်ဆိုတာကျွန်တော်ကြိုတွေးထားပါတယ်ဒါကြောင့်မို့လို့အမေမေးရင်ဖြေနိုင်အောင်လို့ဝတ္ထုတွေဟာကြိုကြက်ထားပါတယ်အမေစဉ်းစားကြည့်ပါတကယ်တော့ဒါတွေကပေရန်လို့စင်တော့ပညာရေးတွေပါအမေဟာဝတ္ထုထဲမှာပါတယ်ဗျ2 လက်မှ2 လက်မှ4 လက်မှ5 လက်မှ10 လက်မှတန်း4 တန်း5 တန်း10 တန်း10 တန်းအောင်လို့လဲဘဝစာမေးပွဲအောင်တာမဟုတ်ဘူးအမေအကယ်ဒမီကိုမြတ်လေးရဲ့အိုက်ဒင်တွေပါနေနဲ့ချကျွန်တော်တို့ခက်ကမင်းသားမြတ်လေးခက်အမေကျွန်တော်ကိုငေးကြည့်နေပါတယ်ငေးကြည့်နေသောအမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါတယ်အဲ့မျက်လုံးထဲမှာစကားလုံးကလေးတွေရှိတယ်နှုတ်ကမပြောမျက်လုံးကပြောနေပါတယ်ငါသားတဲ့မင်းတို့မှားနေပြီထင်တယ်တဲ့သို့တော်ဗျာတောသူမကြီးဖြစ်တဲ့အမေဟာကျွန်တော်ဘယ်လိုမှားတယ်ဆိုတာကိုရှင်းမပြတ်တတ်ရှာပါဘူးအဲ့ဒါကိုခွင့်ကောင်းယူပြီးတော့တဲ့ဟုတ်တဲ့ငါပါလားသိတော်တဲ့ငါပါလားအမေကိုနိုင်လိုက်ပြီလို့ထင်တယ်ဗျတကယ်တော့ကျွန်တော်မနိုင်ဘူးရှုံးတယ်ဘယ်လောက်ရှုံးလို့အဲ့ဒီ10 တန်းစာမေးပွဲကို6 နှစ်တိတိမပဲနဲ့ရှုံးပါတယ်အဲ့6 နှစ်မင်းဘာလုပ်နေတော့ဟိုးဝတ္ထုတွေကဇက်လိုက်ကောင်လောက်တာကုံလိုက်လောက်တာပဲအဲ့ဒီဝတ္ထုကဇက်သိန်းတော့ကောင်လေးနဲ့ကောင်မလေးကမညာဘူးဗျမညာတော့အဲ့ဒီဇက်လိုက်ကောင်ကလေးကတလွန်လွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းကျွန်တော်ကလည်းသူ့လိုပဲတလွန်လွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းပိုးကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကပိုးတောင်းလွမ်းမှုကောင်းသေးလွမ်းပြီဆိုမရတော့အခုလိုဆောင်းရသည်ဟေမန္တနှင်းမုံလေးတွေကြလွမ်းနေဗျာမိုးရသည်ဝတ္တန္တမိုးဆက်မိုးပေါက်တွေကြပိုးတောင်းလွမ်းသေးဆိုးဆုံးကຫນွေဥပြလေယူတွေတိုက်ရောက်ဝါလေးတွေကျွေးလေဝေတဲ့လွင့်သေးတောင်သေးခြင်းနဲ့ဗျာလွမ်းလွန်အာကြီးလို့အဲ့ຫນွေဥမှာစဘာတွေကရိတ်ရိုးပြငုတ်တိုတွေလေခွင်းနဲ့မတွေ့ထောင်တဲ့ကောင်ကထောင်လဲတဲ့ကောင်ကလဲဟာလွမ်းဖို့ကောင်းတယ်ကွာနွားကြီးတစ်ကောင်ကရိုးပြငုတ်တိုတွေကိုတပြုတ်ပြုတ်နဲ့စားပိုးတောင်လွမ်းသေးဗျာဟိုးရွာစီယိုမှာမိကိုကလေးပတ်ဟာလွမ်းနေဗျာကျွန်တော်တို့ကြောက်ဆယ်မှနေပါတယ်ကျွန်တော်တို့မြို့ကိုဖြတ်သွားတယ်အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေကမိုးကားကြီးကိုခြုံတအီးနဲ့မောင်းသွားဟာလူကကြမ်းနေတယ်ဗျာလွမ်းလိုက်တာစိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရသည်ခွေးပိန်မတကောင်ပြာပုံထဲမှာခွေးကလေးအိတ်ဟာလွမ်းနေကွာဘာဆိုင်လဲကွာဆိုင်မဆိုင်ကုန်လွမ်းနေဗျာဟိုးလမ်းပေါ်ကကောင်မလေးချောတယောက်ဖြတ်သွားဟာလွမ်းနေဟေးမင်းကဘာဆိုင်လို့လွမ်းရတာတော့ဘာမှမဆိုင်လို့လွမ်းတာပါပဲချောလေး3 ယောက်သွားရင်3 စလွမ်းနေအုပ်လိုက်ဖြတ်သွားရင်သေသွားနိုင်တယ်နောက်တော့ကျွန်တော်မင်္ဂလာဆောင်ဝေးရရှောင်နေမသွားဘူးအဲ့ဒီသတို့သမီးကကိုနဲ့ဘာလို့ညာလို့အဲ့လိုတွေးမိရင်ရမ်းခံစားရတယ်ဟုတ်လဲမဟုတ်ဖဲနဲ့ကျွန်တော်တွေးမိလေရှိပါတယ်ဘာကိုပြနေပြီတော့နည်းနည်းကြောင်းလာတာကိုပြနေပါတယ်တယောက်တည်းနေလေရှိပါတယ်တလွန်လွန်တဆွေးဆွေးတငင်းငင်းတငိုင်းငိုင်းနဲ့ဒီချိန်မှာကံအားလျော်စွာကျွန်တော်တငယ်ချင်းတယောက်ရန်ကုန်ကပြန်လာတယ်ကျွန်တော်တို့ကြောက်ဆယ်ရပါပြီကျွန်တော်တငယ်ချင်းကတော့ဗျာသူ10 တန်းအောင်တဲ့နှစ်မှာသူ့ဖေနဲ့အမေဖြစ်စဉ်နောက်စဉ်ကွဲလွန်တူရီသောသားဆိုတော့အိမ်ကြီးတိမ်လုံးမှာတယောက်တည်းထီးကြံဖြစ်အားငယ်လွန်းလို့ရန်ကုန်ဆင်းသွားရန်ကုန်မှာသူ့ဘာကြီးရှိတယ်ဗျဥပ္ပယီနဲ့
သမီးများစာပေတဲ့မော်ဒန်ကာတွန်းကိုစထုတ်တာကျွန်တော်တို့ကြောက်ဆယ်သားပါပဲဥပကြီးကသူ့တူလေးရောက်လာတော့မျက်နာကလေးကငဲလို့စကားပြောရင်တန်းကလေးကတိုးတိုးဒိန်ဒိန်မိဘနှစ်ပါးကွယ်လွန်တာလဲတရင်ကရထားလူလေးဟောရာဘာကြီးရဲ့စာအုပ်ဆိုင်ကြီးပဲကွမင်းစိတ်ပြေလက်ပြောက်စာအုပ်ကလေးတွေကူရောင်းပေါ်လူလေးရရော့ရော့ဟောဒီမှာပြင်းပြေဖတ်ဖို့စာအုပ်တစ်ထပ်ကွစပွဲပေါ်တင်ပေးတယ်လက်သန်းလောက်ထူတဲ့စာအုပ်ကလေးတွေ22အုပ်ကျွန်တော်တငယ်ချင်းကစာအုပ်တွေကူရောင်းပါတယ်အယောင်ပါရင်တုတ်ကိုယူဖတ်ပြီးတဲ့စာအုပ်ကလေးဒီဘက်ကနေဒီနောက်ပြောင်းပြီးတော့ပုံရွှေတကုံသွားဖျားဖူးပြန်လာတော့တုတ်ကိုဖတ်ပြီးတာလေးဒီဘက်ကိုပုံ22အုပ်သောစာအုပ်များကိုဒလနီးပါးဖတ်တော့အားလုံးကုန်ဒီနာကပုံဒီနာရောက်သွားဆိုင်ထဲမှာရှိတဲ့သူ့ဘာကြီးကိုလှမ်းပြောတယ်ဘာကြီးတဲ့ကျွန်တော်ကြောက်ဆယ်ပြန်တော့မယ်ဘာကြီးကဒီလေသံကိုကြိုက်တယ်တဲ့အလားလုံးကလေသံမဟုတ်တော့ဘူးကွမျက်နာကိုလှမ်းကြည့်တော့မျက်ငယ်လေးလည်းမဟုတ်တော့ဘူးကွသေချာအောင်ဘာကြီးကစူးစမ်းတဲ့မေကွန်းတစ်ခုမေးတယ်အေးပြန်ပြီးရင်ဘာလုပ်မလဲလူလေးကကျွန်တော်တက်ကတူဆက်တက်မယ်ဘာကြီးဟာဒီဖြေကိုပိုကြိုက်တယ်တဲ့ဘာကြီးကစာသမားပြလူပါဟောဒီစာအုပ်တစ်ထပ်ကိုပေးတာကြောင်းမဲ့မဟုတ်ဒီယုံမြင်လို့ဒီခြုံထွင်တာငါပြစ်တယ်မြတ်မှန်သွားပြီငါတူရဲ့တသက်တာစိတ်ချရပြီတဲ့ခွန်အားရှိတဲ့စာအုပ်တစ်ထပ်ကိုပေးလိုက်တာဗျဟိုကောင်ကလည်းတငယ်ချင်းကောင်းဘာကြီးဒီစာအုပ်ကလေးတွေတော့ကျွန်တော်ပိုင်ပေးလိုက်ပါဩယူသွားလေလူလေးကမင်းကိုပေးပြီးသားပဲလေကွာဂုံလျှော်ကျိုးလေးနဲ့စီးပြီးတော့ယူလာတယ်သူ့ဘုံမဟုတ်ဘူးသူ့တငယ်ချင်းဟိုကောင်တလွန်တဆွေးတငင်းငယ်တငိုင်နဲ့အကောင်ဟိုကောင်ဆိုတာဒီကောင်ကျွန်တော်တရိယာလို့ယူလာတယ်အိမ်ရောက်တော့စာအုပ်စီးလေးကိုဇပွဲပေါ်အတန်မြအောင်တမင်ချဘုတ်ကျွန်တော်ရှိပါတယ်အဲ့ရဂရင်မောမှာပက်လက်ကလေးဘာလုပ်နေတော့လွန်နေပါတယ်ဟိုကောင်ကပြောတယ်ဟဲ့ငါရန်ငွက်ပြန်လာပြီတဲ့မင်းတို့ဒီမှာစာအုပ်တွေပါလာတယ်တဲ့ကျွန်တော်အဲ့ရဂရင်မောကနေလှမ်းမေးလိုက်ပါတယ်ဘာစာအုပ်တွေများလဲတငယ်ချင်းရဲ့မေဘုံမေနီးကခလွန်းဟိုကောင်နားကြပြင်းကတ်ဟဲ့လုံမနေနဲ့တဲ့ငါအားလုံးဖတ်ပြီးမင်းပိုင်ယူလိုက်တော့သွားမယ်ကျွန်တော်လေသံကိုမကြိုက်လို့မာရီကြောရီပြောပြီးတော့ထွက်သွားအိမ်တကားထွက်မှလှမ်းអော်သေးတယ်ဟဲ့အောင်ဖတ်ပြအောင်ဖတ်တော့တယ်ချက်သောတငယ်ချင်းရဲ့စေရနာကိုလေးစားလို့အဲ့ရကရင်မော်ကလွန်ကလေးထလာပါတယ်အပေါ်ဆုံးစာအုပ်ကိုကြည့်လိုက်ဘသူရေးတဲ့စာအုပ်တော့လို့စာချစ်သူများကိုပြောပြရစေကျွန်တော်ဘဝကိုအဲ့ဒီနေ့ကတစစ်ချိုးပြန်ပြောင်းအောင်တော့မယ်စာပေကကျွန်တော်ကိုဆွဲတင်အောင်တော့မယ်ဘသူရေးတဲ့စာအုပ်တော့စာရေးဆရာကြီးပီမွန်းင်းရေးတဲ့စာအုပ်ပါနောက်ဆုံးဖတ်တဲ့စာအုပ်ကစိတ်ပညာတဲ့ဆရာကရှင်းအောင်ရေးတတ်တယ်ဗျလူတယောက်ကိုယ်စိတ်ကိုနှိပ်ရင်နှိပ်နေမြင့်ရင်မြင့်နေတဲ့ကျွန်တော်ချက်ချင်းဝန်ခံရတယ်မှန်ပါတယ်ဆရာကြီးကျွန်တော်စိတ်ကဖြင့်အဝီစီရောက်နေပါပြီခမနှိပ်လိုက်တာကိုယ့်ဘာသာကိုသိတာပေါ့ဆရာကပြောတယ်ဗျမင်းတဲ့လူတယောက်ဘဝမှာရည်မှန်းချက်ထားကွအလုံးကိုကျွန်တော်ပြောချင်ပါတယ်ရည်မှန်းချက်ကိုစီရှိပါစေမင်းသူများရောင်လို့တော့မရောင်နဲ့ကွာမင်းဘာဖြစ်ချင်တယ်လဲကွမင်းရဲ့ဝါသနာပိစဇယိုက်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ကိုထားကွဟို10တန်းကျောင်းသားဆိုပါစို့မင်းကဆရာဝန်ဖြစ်ချင်တာလားအင်ဂျင်နီယာဖြစ်ချင်တာလားသို့မဟုတ်ရင်လဲကျန်တဲ့လူတွေကိုလူတိုင်းဖြစ်နိုင်ပါတယ်ဗျာမင်းကဒီတထေးကြီးဖြစ်ချင်တယ်လားကွာစာရေးဆရာဖြစ်ချင်တယ်လားကွဖြစ်ချင်ရင်အဲ့ဒီရည်မှန်းချက်ကိုခိုင်မာထားပြီးတော့အဲ့ဒီတကားကိုခောက်မပွင့်မချင်းခောက်လွယ်တော့ဘယ်ပွင့်မလဲကွာမင်းဇွဲကောင်းနေဆိုတာအဲ့ဒါကိုပြောတာကွကျွန်တော်ဒါလေးကိုဖတ်ပြီးတော့
Amen, Dayare, Shabby Moning, Shimbia, Via. Oh, Kuni come your bot, not Uroba Nangama, Nemo Nani Jari, Nene Palai, you know, America's Kunima, minus 35 to what, don't say Nari, young. No? Do you care they love it? I'm malaria, let her die, die the Kajaro. The Caromian key to a deal, lamb of Mammy Yawni, they don't mean. Ain't the cargo to a coat, ha. Pay point of Pimele, qua, Nanny, when I'm a boqua, my point boo. Now they will copy your net, ha. Nemo Nanjani, la qua, Luzo Lamadi, Lugon Lamadi, my point boo. Now they call the lemon point. Oh, call the lebe, my point, my mo babu. Let's show like the Kanama. Me, nearly outma, do you care be the ma, but call near ma, do you boo, oh me. Ain't the angel, say gone along, see the Luga, the Luvale, Luka Yoni, the Lulamadi, the Kagu. Nenelli, Haji, be up, do left, Apillo left. You know, name on me, the Duka, they were come here, General Gava, come here, la. When I the guy will bait me long like, but they rob boy. Eh, the Noroji manja the guy, cow they come. They wait, they again, shout me look. Chow, none, cow at the lock, mean the water happy. Cow bar, cow in the gasura, when eh, what shall be mooning up your. You know, cannot navare. Since I have you know, a time my lover some way. The karma ma on gebu. I love us somewhere only the gaguyo, Mimpanaka cow do, the karma cow. A done name, but the karma may have woo. Eddie the gaguyo, Mimpanaka cow. Stay down my goo. Mayada, Basanale. I tell my John Donari, Bame, you know, Yochim Mari. Daru the Miru. Me, a cook done name, but a man may have who they will swing. Me, Yalu Maho Babu. I the cargo me, Kauya Goman, Madi de Luba, what? Kauchi Zama, Wimba Zim, Lera Mobu, Mabu Machin Cow, they Java Willie me, Win Jow with Janoga, that the Yaba me. Eddie saw go papiro, Aman Delida, no dogu you there, a yemasite little like Jiva Yow Nila, Omian Yow Nila, on Zake. The old papi, Aman the car deck. Send no dosa Umiago, Janot the Najin. Tala Niva Payare, Janot the tiny B. Dinaga Bo, Dina Yop. Hello, Bidane, Jano Balo Chendo. Oh, Mogo, Dune Piet Taichene. That's why Umagabu, Joa de Doavi. Ovega Kong, Janogo, Jano Bianji. Taluan to Swizui, Tangene, Tangang Kong. So you monevia, Eddie Gong, Laga Gong. No? I could general, these are open yet, Rebecca Gong. Chama, Sao Galita Tapping, Chabaribia, Luga, Nayagan, Pit Chadalu, Young Doavi, Eddie Majano. Payari Sao, so you like. The knit, Serampian Chime. She knit, Decadu said them me. Oh, me send it to set them as well. Me on Umago. Oma on Bat Malazo, then they are sick. You know, they lay down Mishiba. Gino, Dilubia. O the Carunga, Eddie Serang was saying, Maga, that pin. See, I block me a UG like the lay. The Java Oma, send it to set it. See, I block me a UG like the lay, such a young Belgian Mary. Say, dinner near the logo. Say the loga of Pandi. General Palo Nyani the lay, Nyane say the Shilu, Nyangera, General Erima, get out. Hello, let do like your such a dumia with the gallus on Bajan Mare. General Gujano, Yore Zagava, no gum hope, Yenega Biore Zaga, Yenega Bianja. The gay Bioge Bio, the gay Jagge Bade. Kaunel Same Sai, Donyaga Same. General, you're like Barry. Such a Dumiakamia. Eddie Majano, love the mute will we are there. Oh, Nale, I go to the good of Maloga Babu, Oh Maro, Hope Babu, Jabu, Miabari, so Mero, Temaye.
အဲ့လိုတွေးရင်အဲ့ဒါရှုံးစိတ်နှိမ့်စိတ်ညံ့စိတ်ကျွန်တော်တို့မှာအဲ့လိုညံ့စိတ်ကြစိတ်တွေနဲ့မြေကြီးမှာလူလာခတ်နေကြတာပါကျွန်တော်တို့စိတ်ဓာတ်တွေကိုအောင်စိတ်ပြောင်းရမှာပါအဲ့ဒီမှာကျွန်တော်ဒီနေ့10ရန်အောင်ရမယ်ကွအဓိပတိတက်လိုက်ပါပြီဘာအဓိပတိတော့စန္ဒအဓိပတိပါလူတိုင်းကိုဖြစ်ခြင်းတဲ့ရည်မှန်းချက်ကိုစန္ဒအဓိပတိတက်ပါစန္ဒအဓိပတိတက်ရင်နောက်ကဝရိယလိုက်တယ်မြတ်စွာဘုရားရှင်ကအဓိပတိ၄ပါးပဋ္ဌာန်းဒေသနာတော်ကြီးမှာဟောကြားတယ်စန္ဒအဓိပတိဝိရိယအဓိပတိစိတ်ဓာအဓိပတိဝိမန္တာအဓိပတိစန္ဒအဓိပတိတိုင်နောက်ကဝရိယလိုက်ဝရိယနဲ့ကြိုးစားပြီးစန္ဒနဲ့ပေါင်းကြိုးစားပြီးဆိုရင်တော့စိတ်ကူးကောင်းကြံကြံကောင်းတွေပေါ်လာပြီးစိတ်ဓာအဓိပတိဆက်ပြီးတော့မင်းကလှုပ်လို့ရှိရင်ဝိမန္တာအဓိပတိဉာဏ်ပညာတွေဖြစ်လာပြီဒီတထဲဖြစ်ဖို့ဆယ်ရန်အောင်ဖို့သေးသေးကလေးပဲဒီဘဝမှာတမက်တဖို့တောင်ရနိုင်ပါတယ်ဝိပဿနာဉာဏ်ပညာအထိဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကမက်ဖို့နိဗ္ဗာန်ရောက်ရပါလို့ရရပါလို့တောင်းနေကြစင်စကားကြားလို့တောင်းတာနေတာတကယ်ရကြင်သလားဆိုစဉ်းစားအောင်မယ်ဆိုတဲ့လူတွေအများကြီးဘာဖြစ်လို့တော့စန္ဒအဓိပတိမတက်လို့ဘာလို့မတက်တယ်လဲတန်တရားဆိုးငရဲလို့ခေါ်တယ်ပကံခက်ကတန်တရားဆိုးငရဲကိုတကယ်မကြောက်လို့ပါအခုကျွန်တော်ကိုပဲကြည့်ဟုတ်လားမတန်စွမ်းဘူးလူတွေလက်တွေကြိုက်ခဲနာကျင်လို့ဒါအိုခြင်းဆင်းရဲနောက်တစ်ခါတီးတဲ့နားတဲ့ဆင်းရဲတွေကျွန်တော်ရအောင်ပါပဲမခံမြတ်နိုင်တဲ့ဝေဒနာတွေကြုံအောင်ပါပဲနောက်ဆုံးသေတဲ့ဆင်းရဲကြုံအောင်ပါပဲတီးတဲ့ဆင်းရဲပေါင်းများစွာအနတ်မတက်ကတန်တရားမှာကျွန်တော်တို့ကြုံခဲ့ကြပြီအဲ့ဒါကြီးကိုကြောက်တဲ့လူကလွတ်မြောက်ခြင်းပြီမဖို့နိဗ္ဗာန်ရခြင်းလေအဲ့ဒီခါမှာစန္ဒအဓိပတိတက်စာသင်နိုင်ကြီးတရိုက်ကတာမဏေကျော်ဆရာတော်ဒီအောင်စိတ်ကြောင်းလေးကိုလျှောက်တော့စန္ဒအဓိပတိတက်တဲ့အကြောင်းကလေးကိုလျှောက်တော့ဆရာတော်ကပြောတယ်အိုးဟုတ်လိုက်လေတကားကြီးကျုပ်ကတာမဏေကျော်ရအောင်ဘယ်လိုစ조사ခဲ့လို့ဆိုတော့ကိုရင်လေးဘွားမှာသူ့ဆရာကမင်းညံလဲကောင်းတယ်ကွာစန္ဒအဓိပတိတက်ကွာမနေ့ဖြင့်ငါစပြီးမျက်နာသိတာမဏေကျော်ဖြစ်ရမယ်တာမဏေကျော်ဖြစ်ရမယ်တာမဏေကျော်ဖြစ်ရမယ်သုံးကရွတ်ကွာယုံကြည်ရွတ်ကွာတခါကြီးဟာကျုပ်သိမ့်မယုံပါဘူးနောက်တော့ရွတ်ရင်းနဲ့ယုံသွားပြီတခါကြီးဟာယုံသွားပြီးတော့တကယ်ဖြစ်ခြင်းပြီးစန္ဒအဓိပတိတကယ်တက်ပြီဗျကျုပ်အဲ့ဒါကြောင့်မို့လို့တာမဏေကျော်ရခဲ့ပါလေဗျာကြည့်နော်အဓိပတိတက်ပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီနှစ်က10ရန်ကို3ညစပြီးတော့စူးစမ်းခဲ့ရပါတယ်ကျောင်းမတက်နိုင်ပါကျွန်တော်တို့ခက်ကကျူရှင်မရှိပါအင်္ဂလိပ်စာအာမင်အေတော့အစကျွန်တော်သင်ရပါတယ်ကိုယ့်ဘာသာကိုစာအုပ်တွေနဲ့သင်ရတာထက်တန်းကျောင်းကဆရာနဲ့ဆရာမကိုမရှင်းသွားမေးရနောက်တော့ကော်ရဲအိုင်လန်ဆိုတဲ့ပြဋ္ဌာန်းစာအုပ်ရှိတယ်ဝတ္ထုစာအုပ်နဲ့ကျွန်တော်တိုက်ဖတ် notes on ရှင်းလင်းချက်နဲ့တိုက်ပြီးနားလည်အောင်ကြိုးစားမင်းင်းစာအုပ်နဲ့တိုက်ကျက်မင်းင်းနေပဲလို့ကျက်သမင်းဆိုင်သမင်းသွားဆိုင်မနေ့10လုံးည10လုံးကျက်သမင်းခူလုံးကျက်ပြန်လာရင်အလွတ်ရွတ်ပြန်လာအိုးတနေ့အလုံး20ရနှစ်တစ်ဝက်ကုန်သွားတော့မင်းင်းကျက်စရာတွေကုန်သွားကျက်စရာမရှိလို့လွမ်းတောင်နေရသေးပေါ်ရာနာတွေရေချိုးသွားရင်10လုံးကျက်ကျွန်တော်အင်္ဂလိပ်စာပေါ်ရဲအလန်ကိုအစအဆုံးတစ်ခေါက်ပြီးတော့နောက်ကျောဘုံမှာတစ်ချစ်ပြန်စသုံးမြန်ပြီး2ချစ်3ချစ်4ချစ်5ချစ်ကျွန်တော်စာအုပ်နောက်ကျောဘုံမှာ25ချစ်ရှိပါတယ်တကယ်လုပ်ပါပြီအင်္ဂလိပ်စာရိုက်ချရင်တော့မကြတော့ပါဘူးစာတစ်ကြောင်းပြောရင်အဲ့ဒါစာမျက်နှာပဲဘယ်လောက်ကဒုတိယအပိုက်အဲ့လောက်ကျွန်တော်ပြောနိုင်ပါတယ်အဲ့ဒီကြတော့မှကြံတဲ့ဘာသာတွေကိုခရင်ပညာဝန်ရုံသွားသင်ရိုးညွန်တန်းတောင်းအကုန်ညက်ကြည်အောင်ကြိုးစားပါတယ်ဟာပင်မမှာပဲနော်လုံးဝမပင်မမှာဘူးဗျာပြင်းနေခဲ့ရတာကပင်မနာဗျတကယ်လောက်ရတာဘာမှမပင်မဘူးကျွန်တော်မနေ့9နာရီထားတယ်9နာရီထားပြီးတော့2နာရီကျက်
နောက်ပြီးတော့အလုတ်သွားညနေပြန်လာရေမိုးချိုး2 နာရီကျက်တယ်ညကျ3 နာရီကျက်တနေ့9 နာရီမှန်ကျက်စနေနေ့ကျွန်တော်နားတယ်ကျက်ဘူးအလုတ်ကိုတူတူတန်တန်လှုပ်ရင်လူကနားရတယ်ဗျနားမှညံကောင်းတယ်ညံသွက်တယ်ဘာမှမလုပ်တဲ့ကောင်မှနားတယ်ဆိုတာမရှိဘူးဘာဖြစ်လို့တော့ဘာမှမလုပ်တာနားတယ်ရတယ်ဘာမှမရှိဘူးတကယ်လုပ်တဲ့ကောင်ကနားရင်နားတယ်ရတာရှိတယ်ဟိုးချုံမြန်ပြင်းလိုက်တာတရေနိုးတော့အကျံပေါ်သည့်အကျံပြန်အိပ်ရန်ဟိုးအိတ်ကြီးနေတာပဲအိပ်ရတဲ့ဒုက္ခတောင်တော့ဖြစ်လာအောင်မယ်ကျွန်တော်အဲ့ဒါဒီနေ့9 နာရီမှန်ကျက်လူတိုင်းကိုပြောချင်ပါတယ်သားတို့သမီးတို့မင်းစာကိုမှန်ကျက်ရင်ညံသွက်တယ်ညံထက်တယ်ဗျဒီဓာတ်ပေါ့နော်သုံးနေတဲ့ဓာတ်ဖွေးလက်ထက်ပြစ်ထားလိုက်စမ်း3 လတန်ကြီးတက်ပြီးတုံးသွားမှာပေါ့ကျွန်တော်စာတမျက်နှာကိုစတုန်းကတနာကြီးကျက်ရတယ်နောက်တော့ကျက်ရင်နဲ့ညံနေကောင်းလာတာ9 မိနစ်နဲ့ရပါတယ်ဟိုးစာရီကလည်းရလွယ်လိုက်တာဒီလိုမှန်းသိငါစောကလောက်ခဲ့ပါရဲ့နှောင်တရအဲ့ဒီနှစ်ကကျွန်တော်ကောင်းစွာဖြေနိုင်ပြီးတော့ဆရာဖုန်းရောက်ပြီရောက်ပြီအရာအဲ့ဒီနှစ်ကကျွန်တော်ကောင်းစွာဖြေနိုင်ပါတယ်နှစ်ချင်းပေါက်အောင်ပါတယ်ဗျ6 နှစ်ကြာတာကမဖြေလို့ပါအောင်တဲ့ခါကျတော့ကျွန်တော်အမှတ်ကကောင်းပါတယ်ကြိုက်ရတက်ကတူသွားလို့ရပါတယ်ကျွန်တော်ဘာလျှောက်တုံးမန္တလေးဝိဇ္ဇာသိပ္ပံတက်ကတူမြန်မာဇာတိကလျှောက်ပါတယ်ဟာမင်းဆေးတော့စက်မှုတော့ဘာလို့မသွားလဲကျွန်တော်ကိုဆရာပြီမိုးနေမေးတယ်ကျွန်တော်ဖြေပြီးပြီမင်းဘာဖြစ်ချင်တယ်လဲဆရာမေးတယ်ကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ကျွန်တော်ဆရာမပြောတဲ့စာရေးဆရာနှလုံးသားထဲမှာစွဲနေစာရေးဆရာဖြစ်ချင်တဲ့ကောင်ဟိုရောင်ဒီရောင်လောက်မနေနဲ့မင်းမြန်မာစာ literature အရေးသားကျွမ်းပါစေကွာကျွန်တော်မြန်မာစာလျှောက်ပါဆရာပြီမိုးနေနဲ့ကျွန်တော်နဲ့အမေးဖြေလောက်တာကျွန်တော်စိတ်ကူးထဲမှာလောက်တာဆရာကြီးနဲ့ကျွန်တော်မတွေ့ဘူးပါဘူးဘယ်တွေ့မလဲဆရာကြီးနဲ့ကျွန်တော်အသက်ချင်းမိဝင်မိတွက်ကွာပါတယ်ဆရာကြီးကွယ်လွန်တဲ့နှစ်မှာကျွန်တော်မွေးပါတယ်သူတည်ပြီးမှမွေးမဲ့ကောင်ကိုမြောင်းကြားတဲ့ကနေဆရာစာကကဲတာဗျကျွန်တော်အဲ့ဒါနဲ့တစ်မြန်မာစာလျှောက်ပါတယ်နှစ်အဖေကလည်းသမားမှုစိုက်ပျိုးတက်ကတူလျှောက်ပါတယ်သုံးပို့ချင်ပို့ပါသွားပါမယ်ဆေးတက်ကတူလို့လျှောက်ပါတယ်မြန်မာစာကကျွန်တော်အရင်ဆုံးရွေးလိုက်ပါတယ်အမှတ်အများအနည်းနဲ့ဆင်တော့ကျွန်တော်အမှတ်ကများလို့တက်ကတူဝင်ခွင့်ခုံနံပါတ်က1ပါပဲတစ်သက်လုံးမရဘူးတဲ့1အဲ့ဒီမှာစရပါတယ်အဲ့ဒီနှစ်က1965 ခုနှစ်တက္ကသိုလ်လူရဲကျွန်းနေစရွေးတဲ့နှစ်ပါအဲ့တော့ကျွန်တော်လူတက်ရတဲ့လူ9 ယောက်ကိုပါမောက္ခချုပ်နဲ့ပါမောက္ခတွေကပြိုင်ပြီးတော့စစ်ဆေးပါတယ်အဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့တက်ရပါတယ်မဆန်ပါဘူးပြီမိုးနှင်းတပည့်တကားကိုခောက်နေပြီခောက်ရင်တကားပွင့်နေဗျမခောက်လို့မပွင့်တာပါကိုကောင်6 ယောက်လဲခောက်တော့ခောက်မှာပဲကျွန်တော်တော့လက်တံပြောင်းမှုမရပါဘူး competition ပေါ့ရှင်ပြိုင်ပြီဆိုမင်းပူခောက်ကျွန်တော်အဲ့ဒီ9 ယောက်မှတစ်ထက်ရတော့တက္ကသိုလ်လူရဲကျွန်းရွေးခံရပါတယ်လူရဲကျွန်းစခန်းမှာကျွန်တော်ဆက်ပြီးတော့စူးစမ်းတာပဲကျွန်တော်အဲ့ဒီဆရာကြီးစာအုပ်တွေဖတ်ပြီးတဲ့ဘယ်တော့မှပေါ်တန်တယ်မနေတော့ကိုလုံနိုင်တဲ့အကောင်းဆုံးဖြစ်အောင်စူးစမ်းတယ်လူရဲကျွန်းစခန်းမှာလေဒုတိယရတဲ့မင်းကလေးကကျွန်တော်နဲ့26 မှတ်กว่าတယ်လို့ဆိုပါတယ်တကားကိုခောက်ပါပြီအဲ့တော့ခောက်ရင်ပွင့်တယ်ဒီအကြောင်းကိုပြောတာကျွန်တော်ကြွားခြင်းလို့မဟုတ်ပါဘူးနှိုင်းရှင်ပြခြင်းလို့ပါဟိုဘက်တုန်းကလဘတ်ဆာမေးဝဲအခါမှမအောင်ဘူးတဲ့ကျွန်တော်ပါလူ60ရှိတဲ့တန်းထဲမှာ42နောက်မှာရောက်နေတာပါသားတို့သမီးတို့တကားတို့ခောက်ချင်းဖြင့်အောင်စိတ်ကိုမွေးကြပါခောက်ကြပါလူများစွာတို့သည်တဲ့ကိုယ်မှရှိသောအည်ချင်းကောင်းများကိုထုတ်ပြီးတော့မသုံးလိုက်ရဘဲနဲ့သေရွာထိပါသွားတာနှမျောเสียကောင်းလာတယ်ဒီလို
နေပြီးတော့လေဝေးဖြစ်လာတဲ့ဘဝမှာဟိုးနေချင်းညချင်းတိုက်တာအင်ဂျင်ဆောက်အုံနေလူတွေစီးပွားဖြစ်သွားကြတာဒီအများကြီးမခောက်တဲ့လူတွေကြံနေခဲ့လိမ့်မယ်ခောက်ကြစမ်းမှာရှေ့လျှောက်ရင်ကျွန်တော်တို့စီးပွားရေးတွေပိုပွင့်လင်းလာပါလိမ့်မယ်အဲ့ဒီခါမှာခောက်တဲ့လူတွေကသွားပါလိမ့်မယ်အ ਨੇ ဆုံးတော့ဗျာတထေးဖြစ်အောင်ခောက်စမ်းပါလို့ပြောချင်ပါတယ်ကြိုးစားရင်ကျွန်တော်တို့တွေတာပါလိမ့်မယ်နောက်ဆုံးတစ်ချက်စောင့်ရင်းနဲ့ကျွန်တော်ပြောပါလူတယောက်အောင်လိုက်ကိုမွေးပြီးကြိုးစားပြီအေးသို့တော့မင်းမှာအရေးကြီးတဲ့အချက်တစ်ခုရှိတယ်ဗျစိတ်ကောင်းရှိရမယ်မင်းဘလောက်အောင်မြင်နေဘလောက်ချမ်းသာနေစိတ်ကောင်းမရှိရင်မတင့်တယ်ဘူးဗျမတရားတဲ့နီးနဲ့ချမ်းသာတယ်မမှန်တဲ့နီးတွေနဲ့ရယူတယ်အဲ့လိုလူတကာလက်ညှိုးထိုးနေကြတာပဲချမ်းသာခြင်းနဲ့အတူတူသူ့မှာစိတ်အားပြည့်စရာကောင်းလိုက်တာလူများဆက်ဆုပ်ယုံမုံနေတယ်ဗျရိုးရိုးသားနဲ့စူးစမ်းပြီးတော့အောင်မြင်ပါစေစိတ်ကောင်းနှလုံးကောင်းရှိလိုက်ပါလို့ပြောချင်ပါတယ်ဖြစ်စဉ်ကလေးတစ်ခုနဲ့နမူနာရပြီးတော့ပြောပါမယ်ဟိုထက်ညာမှာမရယာမှာအလှတစ်ခုရှိတယ်ဗျအလှတကာကတတ်နိုင်လို့ဘိသိက်ဆရာ2 ယောက်ငားတယ်တယောက်ကမန္တလေးရွှေမြို့တော်ကလူလာရောက်အောင်ပြောမှာပေါ့နော်တယောက်ကမန္တလေးရွှေမြို့တော်ကဘိသိက်ဆရာလှိုင်းနဲ့မန္တလေးပြည်ကျော်ဆုံးကျေးကြီးဆုံးပါပဲနောက်တစ်ယောက်ကတော့စကိုင်းကနေရွှေဘိုသွားတဲ့လမ်းဘေးမှာစတောင်ရွာကရွာနာကိုဆွဲပြပြီးတော့သူ့ကိုတော့စတောင်တောင်းလို့ခေါ်တယ်ဗျတောဘိသိက်ပါပဲအဲ့ဒီဘိသိက်ဆရာ2 ယောက်ငားတယ်ငားတော့ကျွန်တော်တို့အညာဒလိဘိသိက်ပြိုင်နေဟေးလူတွေမန်းတက်ကြီးနဲ့ပြေလံရှံထွက်အောင်အားပေးကြတယ်အဲ့တော့ဘိသိက်ဘွားကြီးစကြပါစို့ဘွားလည်းလာနေပြီဆိုတော့ဘိသိက်စကြတာပေါ့အဲ့တော့ဒီမြို့ဘိသိက်ကအရင်ဘိသိက်မြောက်တယ်ဗျစိတ်ကောင်းရှိခြင်းအကြောင်းကိုပြောချင်လို့ပါမြို့ဘိသိက်ကမတ်တက်ရက်လိုက်အိမ်မြောက်တယ်ဆိုတာဒီလိုစကားပြောစင်မရှိဘူးဗျမိုက်ခရိုဖုန်းလေးကိုထောင်ထားတယ်အဲ့ဒီရှေ့မှာရက်ရွာနီးချင်းတွေကဗလာအပ်ပြီးတော့မတ်တက်ကြီးပြင်းထိလူတွေကရောက်ဟိုးနောက်ကလူတွေကခါးလေးတွေမှတ်ပြီးတော့ခေါင်းလေးတွေမော့ပြီးတော့မြို့ဘိသိက်ကနာမည်အကျော်ဆုံးကြေးကြီးဆုံးလို့ပြောတယ်ကွာဘယ်လိုများလဲဟာတော်သားတွေလှမ်းကြည့်ကြတော့တွေ့တာပေါ့ဖက်ဖူးရောင်မောင်းချက်တွေခေါင်းမောင်းလေးခေါင်းမှာစွတ်ပြီးတော့ပေါင်းထားအသစ်ကလေးအင်ကြီးတိုးရင်အင်ကြီးရှည်ကြီးအဖြူဖွေးလွှတ်လို့အောက်ကကြိုးကြီးကျိတ်လုံးကြီး36,000ပေးရတယ်ရွှေဗလားရောင်ခြေတော့မှခြေဖြူဖွေးဖွေးလေးစွတ်ထားသေးလူတွေကသဘောကျဟာကြေးကြီးတာနဲ့လျော်ပါပေရဲ့တင်းတင်းတယ်ရှိလိုက်တာမျက်နှာမှာလည်းသားရည်က40လောက်ဆိုတော့ပြည့်တင်းတင်းသဘောကျနေစမ်းမအောင်ကွငါတို့တောဘိသိက်ကြီးအောင်ဘယ်လိုဝတ်ထားတယ်လဲကွစတောင်တောင်းကိုရှာကြတိတ်မရှာရပါဘူးမတ်တရနေတဲ့ဆရာလိုင်းနဲ့တယောက်ကျော်လောက်မှထိုင်နေပါတယ်စတောင်တောင်းကလည်းပဲမျိုးဘိသိက်ကိုမော့ကြည့်ဟာအင်ကြီးကဖြူဖွေးလွှတ်လို့အခုမှသူ့အင်ကြီးသူငုံကြည့်တော့ထောင်းလမောင်းကိုကြေမှာပေါ့ဘိသိက်ပွဲပြီးရင်သူကအင်ကြီးကိုခောက်တာမဟုတ်ဘူးချွတ်ပြီးတော့လုံသိပ်လွယ်ထဲထိုးကြိတ်ထဲပစိုးကပိုးလုံးကြီးပန်းရောင်ကလေးအဲ့ဒါကိုလည်းသူကမခောက်ဘူးပြီးရင်ပစိုးလဲပြီးတော့လုံသိပ်ထိုးကြိတ်ထဲခေါင်းကပဝါကလည်းထိုးကြိတ်ထဲအခုတော့2 ယောက်ရှင်လိုက်တော့သူအင်ကြီးကကြေမွအဲ့ဒါနဲ့လူတွေမရိပ်မိအောင်သူကအသာလေးတတ်တယ်ဖိပြီးတော့တတ်တယ်အတွတ်နေကြေတယ်ပြေအောင်ဖြေတယ်ပျောက်အောင်ဖြောက်တယ်လူတွေကမျိုးဘိသိက်ကိုကြည်ရကစရောင်တောင်းကိုလှမ်းကြည့်တော့တွေ့ပြီဟိုမှာကြည်အောင်
ခုမှအင်ကြီးတွန့်ကြေတွေတတ်နေပြီမပြေပါဘူးကွာပျောက်မှာမဟုတ်ပါဘူးလူတွေကအတင်းတုပ်နေကြတယောက်ကပြောမင်းတို့ကလည်းအင်ကြီးပဲကြည့်နေခေါင်းပေါင်းကိုကြည့်အောင်စရောင်းတောင်းကပဝါလေးကိုပတ်ပြီးတော့တစားထောင်ပေါင်းထားထိတ်တဲ့မှာချွေးကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူတော့ကဖြစ်ခဲ့မှန်းတော့မသိချွေးကွက်က6တောင်နေပြီတယောက်ကပြောသေးတော်သေးတာပါသူချွေးကွက်သူမမြင်ရလို့လူတွေကလည်းမလွယ်ဘူးမှအင်ကြီးတွန့်ကျတတ်နေတဲ့မြို့ပိတ်သိက်ကစပြီမင်္ဂလာ12ပါးကိုပြောတယ်မင်္ဂလာဆိုတာဘာမင်္ဂလာကိုဖွင့်တယ်12ပါးကိုတပါးချင်းပြောတော့ပညာရှိစကားတွေပဲပေါင်းလိုက်တာစရုံတောင်းကအင်ကြီးတတ်ရင်နားထောင်တော့ဟာအဖို့တန်လိုက်တဲ့စကားတွေမသိပါဘူးမှတ်သားရပါရဲ့ကျေးဇူးကြီးပါပြီတယ်ဗျာအဲ့လိုနားထောင်မှတ်သားပြီးတော့နေတယ်မြို့ပိတ်သက်ကမင်္ဂလာ12ပါးစုံအောင်ပြောပြီးတော့အဲ့ဒီမင်္ဂလာ12ပါးမှာအရေးကြီးဆုံးကတော့ဟောဒီသားရှင်ပြုတဲ့အလူဗျဒီထဲကမောင်ရှင်လောင်းလေးတွေကမကြခင်ရှင်သာမဏေဖြစ်တော့မယ်ရှင်သာမဏေဖြစ်မိဘအစလူတိုင်းကြောက်ရမယ်ဗျဒါကြောင့်မို့လို့ရှင်သာမဏေဖြစ်မယ်ရှင်လောင်းတွေကိုဗိသိက်သွန်းတဲ့ခါကျတော့ဗိသိက်ဆရာကံ5ပါးလုံရတယ်ဖရေရက်တော့ရင်ဗိသိက်မမြောက်နေဗျဘောကနေမန္တထဲမှာအတန်ကြီးထွက်သွားကြီးတာမဟုတ်ဘူးဘာဖြစ်တာလဲတနယ်လုံးသိကလေးအစသိတောဗိသိက်ဆရောင်တောင်းကဗိသိက်မြောက်ပြီးရင်ထတော်သွားပြီးထရေမော့တော့မယ်ဖရေရက်တယ်ကြိုက်တာကိုဟာလူတွေကလက်ကုပ်ကြပြန်ပြီမြို့ဗိသိက်ကလည်းလှင်လာကြီးလားကွဘယ်ကောင်တွေသတင်းပေါက်ကြသွားလဲမသိဘူးတောဗိသိက်ကြီးကိုတော့ဆော်လိုက်ပြန်ပြီဟဲ့ဆရောင်တောင်းရှိရကိုနှမ်းကြည့်ကြတယ်တဲ့ဆရောင်တောင်းကခေါင်းကလေးတငိမ့်ငိမ့်နဲ့ဟုတ်ကဲ့ကျွန်တော်ကလည်းကြိုက်တော့တောင်းမိပါတယ်ခမဟိုမှာဝန်ခံနေပြီလူတွေကပြခေါင်းငိမ့်ဝန်ခံပါတယ်အဲ့ဒီမှာမြို့ပိတ်စိတ်ကပြီးသွားတော့ကျွန်တော်လည်းပြောကောင်းနဲ့ပြောလိုက်တယ်နာယူဝက်စီသွားပြီခမကျွန်တော်လည်းနားပြီးတော့တစ်ဖက်ကပိတ်စိတ်ဆရာအလှည့်ပေးပါဦးမယ်ခမဆိုင်းဝင်းကရွာစားစိန်တင်ဟန်တဲ့မန္တလေးဆိုင်ကောင်းစိန်တင်ဟန်ကလေပြေကလေးထိုးပေးတယ်အကူပြောင်းတီးလုံးကလေးတီးလိုက်မြို့ပိတ်စိတ်ထိုင်နေစရောင်တောင်းမတ်တထမိတဲ့အထိအင်ကြီးတွန့်ကြေသတ်တုံးတင်ပါကပိုးလုံးကြီးတွန့်ကြေသတ်တုံးနေကြအဲ့ဒီမှာစရောင်ခုထိသတ်တုံးပြည့်ရပြုနေထိုင်တဲ့ဘက်ကိုခေါင်းမြို့ပိတ်သိက်ဆရာလိုင်းထိုင်တဲ့ဘက်ကိုဘယ်လိုဆော်တယ်လဲလို့ခေါင်းငိတ်ရင်းကပြောလိုက်ပါတယ်လူတွေကပြောလိုက်ကြတာဗိသိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူးဆရာလိုင်းပြောတဲ့စကားတွေကောင်းလိုက်တာတန်ဖိုးရှိလိုက်တာကျွန်တော်မသိပါဘူးပညာရှိစကားတွေဗျကျွန်တော်နားထောင်မှတ်သားရပါတယ်ကျေးဇူးကြီးပါပြီရဲ့လူတွေကဘယ်လိုကြီးလဲကွာသူ့တော့ဆော်သွားတယ်သူကမဆော်တဲ့ပြင်ချီးမွမ်းတောင်နေပါသေးလားတယောက်ကပြန်ပြောတယ်မနိုင်တော့လဲရှုံပေးအေးတာပါပဲကွာတော်သားတွေကတီတိုတဖန်ဖို့လုံနေကြအမှန်ကတော့ကိုတော်သားချင်းလက်ခုပ်တီးပေးခြင်းနဲ့ကိုလူကလည်းတီးပေးလို့မရအားလုံးအနှိတ်အရှုံးဖြစ်နေတော့အားမလို့အားမရဖြစ်နေကြတာပါအဲ့ဒီမှာစရောင်းတောင်းကဆက်ပြောတယ်တကယ်တော့ကျွန်တော်ကဗိသိက်ဆရာလောက်တာတက်လို့မှမဟုတ်ဘူးတဲ့ကျွန်တော်စရောင်းမှ9ရွာကလဲသမားပါခမဒီနေ့ဒီကိုဗိသိက်မြောက်လာကနီးတောင်မှကျွန်တော်မိန်းမကတော့ဗိသိက်မြောက်မသွားခင်နွားသချင်းနဲ့ရေပြည့်အောင်ထမ်းခဲ့အောင်ဆိုလို့ကျွန်တော်ရေထမ်းခဲ့ရပါသေးတယ်ရေတွင်းကလည်းရွာထဲမှာမရှိဘူးခမဟိုရွာပြင်းထွက်ပြီးတော့ရေဆိုင်တန်းကလေးနဲ့ကျွန်တော်သွားထမ်းရပါတယ်ရွာထဲကထွက်လိုက်တာနဲ့တရက်ပင်လေးတွေကအပွင့်ကလေးတွေဝေးပဲကင်းကလေးတွေကစိမ့်ဆိုးထမ်းမင်ကလေးတွေကအစီတန်းလို့
ကျွန်တော်တယောက်တည်းလွန်လိုဖြစ်တယ်ဒါနဲ့ကျွန်တော်ကဘုံတော်ကလေးတစ်ပုဒ်ကိုကောက်ပြီးဆိုလိုက်တယ်ခမဒါစကြိုပြည်ဌာနဘာယာနာချက်ဘဟုနာလန္ဒတက္ကသိုလ်ဝဲအသက်ကိုအနှင်းဟာစိန်တင်ဟန်ကရှေ့ကဗိသိက်ဆရာကစကားကြီးပြောတော့တီးကိုမတီးလဲရောက်ခုမှတီးရတော့အာရပါရတီးကြတာပေါ့ဆိုင်းတန်နဲ့တချင်းတန်ချိန်ချိန်ညံပါကြရောတဲ့အဲ့ဒီမှာနားထောင်လို့ကောင်းလိုက်တာလူတွေကလည်းငေမောသဘောကျစတောင်တောင်းရဲ့အတန်ကအတန်ဝါစီဟိန်းနဲ့သိကောင်းပါလေကျွန်တော်ကတန်စင်သိယုံမြဆိုပြတာဒီတန်မဟုတ်ဘူးအဲ့တော့တစ်ခေါက်ဆုံးတော့စိန်တင်ဟန်းကတီးကျင်သေးတယ်လက်ကမြောက်ထားလူတွေကလည်းနားထောင်ကျင်သေးတယ်နားတွေစွန့်စတောင်တောင်းကသိပါတယ်ဩရေတွင်းကလည်းဝေးတယ်ခမဘုံတော်တစ်ပုတ်ဆုံးတာတောင်းမရောက်သေးဘူးခမလူတွေဝါကနေကြတယ်ဆိုအောင်မှာနောက်တစ်ပုတ်ကိုဆိုပါတယ်နောက်တော့ပြီးတော့လေနှစ်ပုတ်ဆုံးတာတောင်းမရောက်သေးဘူးခမဝါကနေရည်ကြသုံးပုတ်လေးပုတ်ငါးပုတ်ဆက်တိုက်ဆိုပါတယ်အတီးကလည်းအတီးကောင်းအဆိုးကလည်းအဆိုးကောင်းမန်းတက်ကြီးတစ်ခုလုံးဂီတရေရင်ကျော်မျောပါသွားပြီးတော့ပြိတ္တတွေငေးကြည်ရင်နဲ့အင်ကြီးတွန့်ကြည်တွေမမြင်တော့ဘူးထိတ်ကချွေးခွက်ကြီးလည်းပျောက်သွားစတောင်တောင်းလည်းသူဂီတရေရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့အင်ကြီးတွန့်ကြည်တွေမေ့သွားပြီဆိုလို့ပြောလို့ကောင်းအဲ့ဒီမှာစတောင်တောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကဒွေကြိုးကြီးကိုဆိုလိုက်ပါတယ်မိုင်မလေးနိုင်ဘူးမြိုင်ခင်းတဲ့ညာစီမိုင်မလေးနိုင်ဘူးမြိုင်ခင်းတဲ့ညာစီခါတော်မီသည်မွေနိုင်ဘူးခါတော်မီသည်မွေနိုင်ဘူးခါတော်မီပြစ်တင်ပြီးတော့ဆိုးချလိုက်တယ်တဲ့ဆိုင်ကလည်းနောက်ကလိုက်ပေးအဲ့ဒီခါတော်မီမှာကိုပဲခါတော်မီစတောင်တောင်းကကွန့်ဆိုးဆိုင်ဆရာကလည်းညွန့်ပြီးတီးဆိုင်ကတီးရင်စတောင်တောင်းကပြုံးပြီးတော့ကြည့်စတောင်တောင်းဆိုတဲ့ခါမှာဆိုင်ဆရာကလည်းပြုံးပြီးတော့ကြည့်အိုးနှစ်ယောက်သားပြုံးချင်းဖလှယ်နေကြပိဋကကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ပြုံးလို့မန္တကြီးတစ်ခုလုံးပြုံးနေဝေပါတယ်အဲ့ဒီမှာစတောင်တောင်းကဒီဆိုခြင်းကိုနားပြီးတော့ကျွန်တော်တို့လူတွေမိုက်လိုက်ကြတာခုလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ကြုံတွေ့နေပါရဲ့ကနဲ့အသိအမြင်အလင်းကိုမရနိုင်ကြပါဘူးတန်တရားရေရင်ကျော်မှာဒုက္ခသစ္စာနဲ့မျောနေကြတယ်ခမမျောမှာပေါ့သမုဒိယသစ္စာအရင်ပြုတော့ဒုက္ခသစ္စာဖြစ်တာပေါ့အဲ့ဒါတွေကိုသူကပြောလိုက်ဒီတခြင်းကိုဆိုလိုက်နောက်တော့တေဘုံမာကိုပြောလိုက်တဏှာဘူးတဲ့အယူတွေမှာအမှုမပြေပင်မရှားလိုက်လေတဏှာဖန်းတဲ့အကန့်တွေမှာတဏှာဖန်းတဲ့ကန့်တွေမှာအပန်းမပြေပင်မရှားလိုက်လေတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှားလိုက်လေလူတွေတဏှာပြအရင်စစ်တော့အမြစ်ကတဏှာတန်တရားလဲရတဲ့အကြောင်းရင်းကတဏှာပူးတော့မူးနေတာပါပဲတဏှာကြိုက်တော့မိုက်နေတယ်တဏှာဖမ်းတော့ကန်းနေတယ်အဲ့ဒီဘာကန်းတော့အဝိဇ္ဇာဘာမှမသိမမြင်တဲ့အကန်းပါပဲအဲ့ဒါနဲ့တန်တရားလဲကြောင်းနေပြောစတောင်တောင်းကအယက်သာတောက်တာဗျတရားဟောတော့လည်းကောင်းနေပြန်ရောလူတွေကသဘောတွေကျနားထောင်အဲ့ဒီမှာစတောင်တောင်းကနှုတ်တော့တတိယကြည့်လိုက်ကျွန်တော်ပြောကောင်းကောင်းနဲ့ပြောလိုက်တာနိုင်ဝတ်တောင်ကြောမိနစ်40ရောက်သွားတစ်ဖက်ကပိဋိတ်ဆရာအလှည့်ပေးပါမယ်ပြိဿကဟိုနောက်ကယောက်ကအော်တယ်ဆရာပဲဆက်လုပ်လိုက်ပါတဲ့တန်တဲ့လူတွေကလက်ခုပ်တီးတော့မဟုတ်ရပါဘူးခမဒါကဥဖုံဓာတုလှည့်ပါခမသူကရောက်နေပြီအဲ့ဒီမှာမြို့ပိဋိတ်ဆရာလိုက်ငါလဲထိုင်နာထောင်ရင်က
သူမထကျင်တော့ပြိဿနဲ့သူဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောမဟုတ်ပါဘူးဆရာရဲ့တရားရှိကြရင်ဖြစ်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာတပြေးခဲ့နဲ့ရေးပက်ရတော့မယ်မင်္ဂလာချီမန်းဝင်စွတ်ရတော့မယ်ကျွန်တော်ကလည်းထရေကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခမမြို့ပိသိက်ကပြန်ပြောတယ်လှုပ်တာလှုပ်ပါဘာမှမဖြစ်ပါဘူးတဲ့ခုနကတော့သူပဲအဲ့တော့ချုပ်လိုက်ပါခြေတော်တောင်းကအောင်ပါစေတပြေးပန်းနဲ့ရေးချမ်းကိုလောင်းဆိုတော့မြို့ပိသိက်ကမနေသာထလာပြီးတော့ငွေပလားတဲ့ကရေနဲ့ရေတပြေကက်နဲ့မောင်ရှင်လောင်းနေရေပက်ပေးရဘုရားတရားတန်ခါယနာမြတ်သုံးပါးကြောအကျိုးကိုသိဆိုတော့မြို့ပိသိက်ကကြောဝဲတဲ့ကချီမန်းငွေလေးတွေမောင်ရှင်လောင်းနေစွတ်ပေးရမြို့ပိသိက်ကပိသိက်အကူဖြစ်သွားပါတယ်ပိသိက်ပွဲပြီးတော့သူ့ခေါင်းမောင်းလေးဖြုတ်တွိုက်ထဲထိုးထက်အင်ကြီးချွတ်ထုံစံတိုင်းလုံးသိပ်ထက်ပစိုးလေးလဲဝတ်လုံးထက်ညံတာပြီးပြီအလူငါပေးတဲ့ဆေးဘောလိတ်မန္တတိုင်မီပြီးတော့မြို့ပိတ်သေးကတော့မောင်းချက်ဒီခေါင်းမောင်းလေးဘူးတဲ့ထက်ပိတ်တိုးရင်အင်ကြီးရှည်ယူခောက်ရိုးကြအောင်ခောက်တည်တက်တာတွေထက်ရိုးကြီးချိတ်လုံးကြီးခောက်သားကြအောင်ခောက်ထက်ကြားလိုက်တာမန္တထဲမှာမရှိတော့ပါဘူးပြည်သက်တွေပြန်ကုန်ပါပြီအလူအိမ်ကဆွေမျိုးနီးစပ်တော်သူတဦးစနှစ်ဦးစပဲရှိပါတော့တယ်အဲ့ဒီမှာစိန်တင်ဟန်ရွာသားဆိုင်းဆရာကမန္တထဲမှာရှိတယ်ဒီဆိုင်းဝိုင်းထဲမှာရှိတယ်ဘာလုပ်နေတော့ပတ်လုံးကလေးတွေပေါ်ပတ်စာကိုလကွင်းလေးနဲ့ထိုးပြီးတော့ခွာနေတယ်မြို့ပိတ်သေးကအဝတ်စားလဲချင်းပြီးတော့တည်တက်တာကိုဆွဲမန္တထဲကိုရှောက်လာတယ်စိန်တင်ဟန်ကဆိုင်းဝိုင်းထဲကလှမ်းကြည့်ဘယ်သွားမလို့ပါလိမ့်စရုံတောင်း800ကိုသွားပါတယ်စရုံတောင်း8ရောက်တည်တက်တာကလေးကိုဘေးမှာချဒူးကလေးကိုတုပ်ပြီးတော့ဦး3ချိန်ရိုးရိုးသေးသေးရှ िख ိုးကြော့ပါတယ်အဲ့လိုလဲကြော့လိုက်ကြရောတောပိတ်သိစရုံတောင်းဘယ်လိုပြောတယ်လဲဆိုတဲ့စကားနားထောင်ကြည့်ပါစရုံတောင်းဘယ်လိုလူစားလဲလို့သိသွားပါလိမ့်အိုးကျွန်တော်ကဆရာလိုက်ကိုပညာရှိလို့ထင်ထားတာမှားသွားပြီဗျာခမည်းကပညာရှိယုံမှမကပဲပညာရှိသူတော်ကောင်းပဲဗျာကြည့်နော်မင်းငါ့ကိုခုတော့ရှုံးမီမို့လားကွလက်မထောင်ပြီးတော့အနိုင်မယူဘူးနှွေးထွေးကျင်နာတဲ့မေတ္တာနဲ့အမြင့်ကောင်းမော်ထက်တောင်တင်ပေးလိုက်သေးခမည်းကပညာရှိသူတော်ကောင်းပဲဟုတ်တယ်ဗျအစကနိုင်နေလို့ပြိုင်တောင်ပြိုင်သေးအပိုင်ကင်ပြီးတော့နင်းတောင်ခြေလိုက်သေးတစ်ဖက်သားရဲ့အားနဲ့ချက်ကိုချသို့သောဟိုလူကစိတ်ကောင်းရှိတယ်ဗျာသူ့ဘာမှပြန်မချဘူးချီးမွမ်းတယ်သူလှုပ်တတ်တာကလေးရိုးရိုးသားသားလှုပ်တော့အားလုံးနှစ်သက်ကြတယ်သူဘာနှစ်သက်သွားတယ်တော်လိုက်တယ်လူကွာအဲ့ဒါအသက်40လောက်ဆိုတာမန်တရှိရှိတက်တဲ့အရွယ်ချနိုင်ခဲ့မြမန်မာနကိုချပြီးတော့ရိုးရိုးသေးသေးရှ िख ိုးကြော့တယ်ဆိုတာဒီလူသူတော်ကောင်းမှုကြော့နိုင်တာပဲအဲ့ဒီနှစ်ယောက်စလုံးဗျာတော်လိုက်တာကျွန်တော်စရုံတောင်းကိုလေးစားသလိုဆရာလိုက်ကိုလည်းချစ်ခင်တယ်ဒီဘိသိက်ပြိုင်မှာဘယ်သူနိုင်တော့နှစ်ယောက်စလုံးနိုင်ဘယ်သူရှုံတော့ဘယ်သူမှမရှုံဘူးဒီနေ့ပြောနေတဲ့ win-win theory ဆိုတာအဲ့ဒါပဲနှစ်ယောက်စလုံးနိုင်တယ်အဲ့ဒါကိုရွာစားစိန်တင်ကဆိုင်းဝင်းနဲ့ကြည့်ပြီးတော့သဘောကျတာသဘောကျလို့ဘသူအမြန်ကြားလဲကွမကြဘူးဗျာသူ့တောက်တဲ့ကြားဟာဒီကိစ္စတပြည်လုံးကြားအောင်ပြောကျင်လိုက်တာကွာဆိုင်းဆရာကစာရေးတာဗျသူ့ကိုစာရေးဆရာရဲ့နှလုံးသားကနှိုးနေပြီစာရေးဆရာရဲ့စေရနာကနှိုးနေပြီအဲ့ဒါဘဝတည်းကရတယ်စာကောင်းရေးပြီးတော့သဘင်မဂ္ဂဇင်းကိုပို့ချစ်ဦးမျိုးကအက်ဒီတာချုပ်အဲ့ဒီသဘင်မဂ္ဂဇင်းထွက်တော့ကျွန်တော်ကိုပေးကျွန်တော်ကဖတ်ပြီးတော့ဟာဒါတော့ကောင်းတဲ့ဟာလူတွေမဖတ်မိရင်နားလိုက်မယ်ကွာနောက်တစ်လမှအဲ့ဒါဘဝတည်းကစာဖြစ်တဲ့အကြောင်းအလွန်ကောင်းတဲ့အကြောင်းရေးတော့
ဒီစာလေးပို့ပြန့်သွားပါတယ်စာချစ်သူများကိုပြောချင်ပါတယ်နှိမ်ချပြီဆိုရင်မင်းကြီးမြင့်သွားပါပြီမင်းမာနတကွန်လွင့်ထူနေပြီဆိုရင်မင်းနှိမ်နေပါလိမ့်မယ်အောင်မြင်အောင်ကြိုးစားလိုက်ပါအောင်စိတ်ကိုမွေးပါတကားတို့ခောက်လိုက်ပါခောက်ရင်ပွင့်လိမ့်မယ်ပွင့်သောတကားနဲ့အတူမင်းမှာပါရှိရမလဲစိတ်ကောင်းရှိလိုက်ပါအောင်မြင်ခြင်းဖြင့်ကြိုးစားခြင်းဖြင့်တကားတို့ပွင့်ပါစေအောင်မြင်ကြပါစေစိတ်ကောင်းရှိခြင်းဖြင့်လေဝေးမြို့မှစာချစ်သူများတင့်တယ်ကြပါစေလို့ဆုတောင်းရင်ညီကုန်းချုပ်ပါတယ်